ကူရှိသည်တောကမြရင်ဆိုင်ရာချိန်မှာအော်တော်ရပြောင်းပြရှိသည်အမှန်မင်းတို့ကိုဆောင်းရှောက်သူရှိသည်ဆုတောင်းသူများကိုနားညောင်းသူရှိသည်ယုံကြည်သူတိုင်းဟာဆောင်းရှောက်သူရှိသည်ကြောင့်ရင်များကိုဖေရှာနေသိသူမှာယေရှုဖြစ်ပေသည်ယုံကြည်သူတိုင်းကိုဆောင်းရှောက်သူရှိသည်ဒီနေ့ကျွန်တော်တရားခုနပါအကြောင်းကိုရှင်းပြတော့မယ်ဒီတရားခုနပါအကြောင်းမသိဘူးဆိုတော့ကောင်းကင်နိုင်ငံတက်လို့မရအောင်။မြောက်များဆိုတော့သူများကယေရှုခရစ်ကိုယုံကြည်လို့ရှိရင်ကောင်းကင်နိုင်ငံရောက်မယ်ဆိုပြီးတော့ထင်ကြတယ်။ဒါနဲ့ယေရှုခရစ်ကပြောတယ်မာသဲခန်းကြီးခုနှစ်အငယ်20 23ကိုဖတ်တဲ့အခါမှာသခင်ငါ့ကိုရှောက်တော့သူတိုင်းကောင်းကင်နိုင်ငံတော်သူဝင်လာလိမ့်မည်မဟုတ်ဆိုပြီးတော့ဖော်ပြထားတယ်။ဒါကြောင့်ဒီတရားခုနပါဆိုတာကမသိလို့မရတဲ့အရာဖြစ်တယ်ဒီတရားခုနပါဆိုတာကဘာဒီလဲဆိုတော့အပိတရားကြောင့်သိရမယ်အာရနဲ့အပိကြောင့်ငရေရောက်တာလားကိုလွတ်လိုက်တဲ့အပိကြောင့်ငရေရောက်သလားဆိုတာအပိကဘေကစပ်လဲဆိုတာမသိလို့မရနမမီပြည့်တရားဆိုတာကဖယားခင်ကလိုက်လျှောက်ဖို့ရန်ပေးသလားဘာတော့ပေးလဲဆိုတာမသိလို့မရဘူးနမတုံနောင်တရတချို့နောင်တရပါလို့ရှိရင်ကောင်းတဲ့နိုင်ငံရောက်နိုင်မယ်ဆိုပြီးထင်ကြတယ်ဆိုတော့အပိဆိုတာကယေရှုအသွေးတော်ကစီးတော်သလားနောင်တရကစီးတော်သလားဆိုတာမသိလို့မရဘူးဒါမသိကောင်းတဲ့နိုင်ငံသိလို့မရနမလေးကကယ်ရင်ချင်းလေးယေရှုဘုရားကလူသားမျိုးကိုကယ်လိုက်တယ်ကယ်လိုက်တဲ့အခါမှာအခမဲ့အနေနဲ့ကယ်တော်လားကိုယ့်ဖက်ကလည်းအဖို့ကပေးဖို့လူသေးသလားဆိုတာမသိလို့မရဘူးဒါကြောင့်ကယ်တင်ချင်းလေးကမသိမရတဲ့အရာဖြစ်တယ်ဒီမှာနံပါတ်5အချက်ကဂျေဇုတရားဘုရားခင်ရဲ့ဂျေဇုတော်ဟာဘယ်လောက်အထိနဲ့ချိုက်တယ်ဘယ်လောက်အထိကျေပြန့်တယ်ဆိုတော့မသိရင်ကောင်းကင်နိုင်ငံဝင်လို့မရဘူးတချို့ဂျေဇုတရားဆိုတာတထွားဝဲရှိနေလို့ထင်တယ်တချို့တတောင်လောက်ရှိနေထင်တယ်တချို့တလာလောက်ရှိနေထင်တယ်ဆိုတော့ဒီဂျေဇုတရားဘုရားခင်ရဲ့ဂျေဇုတရားကဘယ်လောက်နဲ့နေတယ်ဘယ်လောက်ကျေပြန့်တယ်ဆိုတာမသိလို့မရဘူးဂျေဇုတရားပြရမယ်ပြီးမှနမချမှာကိုကျင့်တရားဘာကြောင့်လို့ဆိုလဲကောင်းကင်နိုင်ငံရောက်ဖို့ရန်ကိုကျင့်တရားလို့သလားဘာတော့လို့ဆိုလဲဆိုတာသိရမယ်အဲ့ဒါဒီအားလုံးသိပြီးတဲ့နောက်ပိုင်းမှာနမခဏကဂျေဇုတရားလမ်းကနေပြီးတော့လမ်းလွဲတဲ့တရားဆိုတာရှိတယ်တချို့ကဒီလာတော့မှပြီးတော့ကာရဏီတောင်ကိုရောက်လာတယ်ဂျေဇုတရားလက်ခံလာတယ်ကာရဏီတောင်ရောက်ပြီးတဲ့နောက်ပိုင်းမှာပြည့်ရတဲ့ကိုပြန်လက်ပြီးတော့ပြည့်တော့ကိုပြန်လိုက်တဲ့ခရံတချို့ရှိတယ်ဒါကြောင့်ဂျေဇုတရားလမ်းကနေပြီးတော့လမ်းလွဲခြင်းရဆိုတာမသိလို့မရဘူးဒါကြောင့်ဒီတရားခဏပါအကြောင်းကျွန်တော်ဒီနေ့အသေးစိတ်ကျွန်တော်ရှင်းပြမယ်အဆောက်အလေအဆုံးတိချမ်းနာထုံးနေဆိုတော့ကောင်းကင်နိုင်ငံမရောက်ဘူးဆိုတာမရှိဘူးယခုခေတ်ကတကယ်ကရင်စစ်တမတရားစစ်ဟောရလို့မရှိဘူးစာရေးဆရာတယောက်ကဘယ်လိုစာရေးသားထားတယ်ဆိုရင်ယခုခေတ်တွင်ခရိယာများသည်ယေရှုခရစ်ကိုယုံခြင်းတလူယုံကြပြီဆိုပြီးတော့သူကရေးသားထားတယ်ဆိုတော့ယေရှုခရစ်ဆိုတာကယုံခြင်းတလူယုံလို့မရဘူးတရားကပါရှိတယ်အပိတရားပြည့်တရားနောင်တတရားကေတင်ခြင်းတရားကျေးဇူးတရားကိုကျင့်တရားကျေးဇူးတရားမှကနေပြီးတော့လောင်းလွှဲခြင်းတရားဆိုတာမသိလို့တော့ကောင်းကင်နိုင်ငံလုံးဝမရောက်နိုင်ဘူးယေရှုဖခင်ကိုယုံခြင်းတလူယုံလို့မရဘူးဆိုတာပထမအဆုံးနဲ့ကျွန်တော်ဝင်ရချင်တယ်အခုကျွန်တော်အပိတရားအကြောင်းကိုပထမအဆုံးကျွန်တော်ရှင်းပြမယ်ခရိယမြောက်များဆိုကကျမ်းစာကိုဂဂနာနာမဖတ်စုမလိလာတဲ့ခါမှာယုံကြည်ခြင်းနဲ့အကျင့်ဒွန်တွေးပြီးတော့ကဲတင်ခြင်းရနိုင်မယ်ဆိုပြီးတော့ထင်ကြတယ်ဒါဟာမရေရောက်ဘူးလားမဟာအမားကြီးခံယူချက်တစ်ခုဖြစ်တယ်ယေရှုကိုလည်းယုံကြည်ရမယ်ကိုယ်ကျင့်လည်းကောင်းရမယ်ဒါဆိုတော့ကောင်းတဲ့နိုင်ငံရောက်မယ်ဆိုတော့ခရိယအများစုကအဲ့လိုယုံကြည်ထားတယ်
ဆိုတော့ကျွန်တော်ဥပါရှင်းပြမလဲဆိုရင်ဒီယုံကြည်ခြင်းနဲ့အကျင့်ဒွန်တွဲပြီးတော့ကယ်ခြင်းရနိုင်မလားဆိုတဲ့ဟာကျွန်တော်ရှင်းပြမယ်ကဲဆိုတော့ဒီယုံကြည်ခြင်းကိုစေမတ်ပေးမယ်အကျင့်ကိုစေမတ်ပေးမယ်ဒီမှာကိုပေါင်းပြီးမှကယ်ခြင်းရနိုင်မလားဆိုတဲ့ဟာစမ်းစစ်ကြတာကဲပြည့်တော့စေပါတယ်မှာလူအသက်ကူမတတ်ရဆိုပြီးတော့မင်းဆိုထားခဲ့တယ်ကြည်ကြမ်းဟန်ဒီတော့အငယ်စနာမှာဘာပြောတယ်လဲဆိုရင်မိမိနီကိုကိုမုံတော်သူမိကလူအသက်ကိုတတ်တော်သူဖြစ်သည်ကခင်ဗျာလူတဲ့ကိုကျုံးနဲ့ဓာတ်နဲ့မတတ်ဘူးဒါပေမဲ့လူတဲ့ကိုမောလိုက်ရင်ကျန်းစာပါပြောတယ်လူအသက်ကိုတတ်တယ်တဲ့ဆိုလူတွေကမွန်ချလာတည်တဲ့အထိဘယ်သူမှမမုန်းဘူးလို့ပြောရမယ်လို့ရှိမလားတရားမှမရှိဘူးဒါကြောင့်ဒီမှာကြည့်ဆေမတ်ထဲမှာတမတ်ကြောဒီမှာကိုမဖြစ်လာမိမိနဲ့ကိုကိုမုန်းတော့သူမိကလူအတက်ကိုတတ်တော့သူဖြစ်ပြီးဘယ်သူမှမလွန်ဆန်နိုင်ဘူးဒါကြောင့်ဒီမှာဆေမတ်မရဘူးတမတ်ကြောပြီးနေတော့ဆေဘာလဲမှာဘာလာတယ်ဆိုရှင်ရုပ်တုမကူကိုရဘူးလေကျွန်တော်တို့ခရိယာတွေကဟာကျွန်တော်ကတော့တခြားမလိုက်နိုင်ဘူးထောင်းရုပ်တုတော့မကူကိုခဲ့ဘူးဆိုပြီးတော့ပြောနေကြတယ်။ဒါပေမဲ့ဒီဘက်ကကျွန်တော်နေငါကဘာပြောလဲဆိုရင်လောဘလူကျူးတော့သူဒီရုပ်တုကူကိုတော့သူဖြစ်ဒီကဲမွေးချင်တာတည်းအထိငါလောဘမလူကျူးဘူးလို့ပြောရမယ်လို့ရှိမလားမရှိဘူးခလေးမှာငါတော့ရှိတယ်ကဲတယောက်ကိုချွတ်ချလုံးပြီးတယောက်ကလုံးပြီးတယောက်ကလုံးပြီးတယောက်ကလုံးပြီးတယောက်ဆယ်လုံးတော့ပြလို့ရှိရင်ဒီမှာတော့တတ်နေကြခလေးတော့မလောဘလူကျူးနေပြီဒါကြောင့်ကျမ်းစာကလောဘလူကျူးတော့သူဒီရုပ်တုကိုတော့သူဖြစ်ပြောတဲ့အတွက်ကြောင့်ဒီမှာကိုယ်မရနိုင်တော့ဘူးတမန်ကြောင့်ရှိမှဖြစ်လာကဲဒီတော့ဆေပါတယ်မှာဘယ်လိုလာလဲဆိုရှင်သူရတော်ရနဲ့မပြီးမားဘူးဆိုပြီးတော့မင်းဆိုထားတယ်ကျွန်တော်ကတော့ဘာပြောလဲကျွန်တော်ကတော့သူမြတ်တော်ရနဲ့မပြီးမားဘူးကွာဆိုပြီးပြောနေကြတယ်ဒါဆိုရင်မတဲ့ခံချင်းကအငယ်ဆက်ကောဆက်ရှိပါပြောတယ်ဆိုရင်မင်းတို့တော့ကြားပြီးတော့ကိလေသာစိတ်နဲ့ပြီးမားခြင်းနဲ့စိတ်နဲ့ကြည့်ရှုမိလို့ရှိတော့ထူးတော့တဲ့ပြီးမားပြီးဆိုပြီးတော့ပေါ်ပြထားတယ်ဆိုတော့ဘယ်သူကလူဆောင်နေလဲလောကမှာလူဆောင်နေလို့ရှိဘူးကျွန်တော်ဆရာကြီးဒေါက်တာဟောင်းကမှဘာပြောတယ်ဆိုရင်ခင်ဗျာနေနဲ့မိခရီးတော့ကူကြည့်တယ်ယောက်ျားလေးတော့ကူကြည့်တယ်တခါမှပြမချင်တဲ့စိတ်နဲ့မကြည့်ခဲ့ဘူးဆိုရင်ခင်ဗျာကျမ်းမာရေးမကောင်းလို့ဖြစ်နေတဲ့စီးမှာတော့ပြီးတော့ဆယ်ဝန်နဲ့တော့မှတိုက်ပင်ဖို့လိုမယ်ဆိုပြီးတော့ပြောခဲ့ဘူးဆိုတော့ဒီမှာမင်းကြီးယောက်ျားလေးတော့ပြမချင်တဲ့စိတ်နဲ့ကြည့်ပြီးရှင်ထူးတော့တဲ့ပြမပြီးဆိုပြီးတော့ကျမ်းစာပြောတဲ့တော့ကြောင့်ဘယ်သူမှမလို့စားနိုင်ဘူးဒီမှာရှင်းမှမရနိုင်တော့တမန်တော်ခေါ်မှဖြစ်လာကဲဟုတ်ပြီမတဲ့ခံချင်အောင်တော့ဆက်ကို40တိထဲမှာဘာခေါ်ပြထားတယ်ဆိုရင်လူတွေကတင်းရဲ့ပါတဲ့ကိုရိုက်ရတဲ့တဲ့ကိုပြပါလေမတရားခြင်းအဲ့ဒီကိုလူတို့တဲ့ဆက်ဆောင်းပါပြပါလေမတရားခြင်းတမိုင်းလိုက်ခိုင်းရစနမိုင်းလိုက်ပါလေကဲလောကမှာဒီတော့တော့စားကုန်မယ်ရှိမလားမရှိနိုင်ဘူးစစ်တောင်းရကပေါ်လာဆွေးပြီးတော့ပစ္စည်းမနိုင်မနဲ့ခံခံတယ်တမိုင်းလိုက်ပြီးတော့ပိုင်းမှာပြန်လို့ဆိုတဲ့အခါမှာအားလုံးဒီမနိုင်လိုက်ပဲကောဆိုပြီးလိုက်တယ်လို့ပြောပါရှိမှာမို့ကျန်စာပြောတယ်မင်းရဲ့ပါတဲ့ကိုကြိုက်ရင်တစ်ပေးပါလေမတရားတဲ့အင်းကြီးလူကလည်းဆောင်းပါပြီးပါလေမတရားတဲ့တမိုင်းလိုက်ခဲ့တယ်ဆိုနမိုင်းလိုက်ပါလေဒီလောက်တော့ကောင်းတယ်လို့လောကမှာတရားမှမရှိနိုင်ဘူးဒါကြောင့်ဒီမှာကြည့်ခေါ်မှမရနိုင်တော့
ငယ်40ရှိတယ်မှာပါပြောလို့ရှိချစ်ချင်းတာကြောင့်ကိုပြောတယ်ခရစ်များဆိုတာချစ်ချင်းတာရှင်ကောင်းတဲ့နိုင်ငံကြောင့်ပဲဆိုပြီးထင်တဲ့လူများရှိတယ်ကျမ်းစာပါပြောတယ်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ချင်းတာသုံးပါရှိဤသုံးပါလို့ချစ်ချင်းတာအမွန်နဲ့ဆုံးပြီးဆိုပြီးကျမ်းစာမှာဖော်ပြထားတယ်ဒါကြောင့်မြတ်စွာဘုရားတဲ့လူဆန်ကချစ်ချင်းတာရှိမှကောင်းတဲ့နိုင်ငံကြောင့်လို့အမေရိကန်တော်နေကြတယ်ကျွန်တော်ပြောမယ်ချစ်ချင်းတာရှိလို့ကောင်းတဲ့နိုင်ငံကြောင့်ပဲဆိုတော့တူမလောကမှာရောက်နိုင်မှာမဟုတ်ဘာကြောင့်လဲဆိုရင်ဒီကျမ်းစာမှာကြည့်တဲ့အခါမှာမတ်ခန်းကြီးနာအငယ်44ကနေတော့ကျွန်တော်ဖတ်တော့မယ်ငါပြည့်ဒီကတင်လူကြီးကောင်းကင်ဘုံ၌ရှိတော်မူသောတင်လူအပိုင်တားဖြစ်လို့တော့မှာတင်လူဂျန်တူကိုချစ်ကြတော့တင်လူကိုညှင်းဆဲတော်သူအားမေတ္တာပြုကြတော့တင်လူကိုမုန်းတော်သူအားကျေးဇူးပြုကြတော့တင်လူကိုနှောင့်ယှက်ညှင်းဆဲတော်သူအဘူးဖျားခင်ကိုဆုတောင်းကြတော့အကြောင်းကကောင်းကင်ဘုံ၌ရှိတော်မူသောတင်လူအပါဒီကောင်းတော်သူမကောင်းတော်သူတို့အပေါ်၌ကိုယ်တော်၏နိကိုထွန်းတောက်ရှိတော်မူ၏ဖြတ်မတော်သူမဖြတ်မတော်သူတို့အပေါ်၌မိုးကိုရွာရှိတော်မူ၏တင်လူကိုချစ်တော်သူတို့အားသာချစ်တုံပြန်နေအဘေကျေးဇူးတင်တယ်အခုခံလို့ပင်ဤညတော့ပြုတ်ကြတယ်မဟုတ်တော့အဆွေအမျိုးတို့အားသာလောကဝတ်ပြုတ်ရင်အဘေတို့ထူးမြတ်တယ်သာသနာပလူတို့ပင်ထို့အတူပြုတ်ကြတယ်မဟုတ်တော့ဆိုပြီးတော့ကျမ်းစာထဲမှာဖော်ပြထားတယ်။ဒါချစ်ချင်းတန်ချစ်ချင်တာပြန်ကောင်းတဲ့နိုင်ငံကြောင့်ဆိုရင်လောကမှာရောက်နိုင်တဲ့လူတရားမှမရှိဘူး။ချစ်ချင်းတာဆိုတာအကြီးမကြီးဘူးမဟုတ်ဘူး။အကြီးကြီးလုံးနဲ့နဲ့ဆိုင်လို့ချစ်ချင်းတာနဲ့ကောင်းတဲ့နိုင်ငံကြောင့်တော့ဘယ်သူမှပြည့်စုံတဲ့လူတရားမှမရှိဘူး။ဒါကျွန်တော်ပြောမယ်လောကမှာချစ်ချင်းတာလုံးဝမရှိတဲ့အကြောင်းကျွန်တော်ပြောမယ်။ခင်ဗျာရာထူးရှိနေတဲ့အချိန်မှာခင်ဗျာကိုချစ်တဲ့ခဲတဲ့လူတာပေါ်မယ်ချမ်းသာတဲ့အချိန်မှာချစ်တဲ့ခဲတဲ့လူတာပေါ်မယ်ဒါပေမဲ့ခင်ဗျာရာထူးပြုကြည့်စမ်းစင်းရဲလုံးချဘောရောက်ကြည့်စမ်းခင်ဗျာကိုလက်ကြည့်နေလို့ရှိတော့မှာမဟုတ်ဘူးလောကမှာချစ်ချင်းတာလုံးဝမရှိဘူးဆိုအသိဆုံးကဘယ်သူရအသိဆုံးလဲဆိုရင်ချမ်းသာတဲ့လူရာထူးရှိတဲ့လူရမသိဘူးလောကမှာချစ်ချင်းတာလုံးဝမရှိဘူးဆိုတာအသိဆုံးကအပေခံဘဝရောက်နေတဲ့သူများတောင်းစားနေတဲ့လူများဖော်မာများနံပါတ်4ကိုဆွေးနေတဲ့ဖော်မာများအင်းညာကိုရှာရဟောမရှာဒီမရှာအမျိုးဒီကစားကုန်တော့ကြောက်လာပြီးတော့အင်းတကားကိုဖွင့်ရဲဘူးမဖွင့်ပေးရဲဘူးမိခိုင်ရဲဘူးဆိုတော့ဒီလိုကလောကမှာချစ်ချင်းတာငါလို့ရှာတယ်မတွေ့ဘူးဆိုပြီးပြောနေကြတယ်ကျန်စာပါပြောဆိုရင်တင်းကြံတူချစ်ရမယ်စားဖို့မရှိတတ်ဖို့မရှိဘူးပေးကားရမယ်ဆိုတမ်းရမယ်ဥပမာခင်ဗျားကတာသမီ4ယောက်ရှိတယ်လူ1ယောက်ကငါ့ကိုဓာတ်နဲ့ခုတ်တက်ပလိုက်မယ်အဲ့ဒီခုတ်တက်တဲ့လူကိုခင်ဗျားခင်ဗျားဆုံးပြောထမင်းစားခေါ်ဖိလို့ခေါ်ဖိနိုင်မဟာရင်ချင်းတာရှိတယ်ဆိုတဲ့သဘောဖြစ်နေတယ်ဆိုတော့ဒီလောက်ချင်းတာရှိနေလို့လောကမှာတရားမှမရှိဘူးကဲကျွန်တော်ပြောမယ်ကျွန်တော်ကောင်းတဲ့နိုင်ငံချစ်ချင်းတာအပြင်ကောင်းတဲ့နိုင်ငံရောက်မယ်ဆိုပြီးတော့ကျွန်တော်ပြောရဆူကြပါစို့ဆိုတော့ကောင်းတဲ့နိုင်ငံရောက်တဲ့ခါမှာမန္တလေးကတောင်းစားတယ်လေကောင်းတဲ့နိုင်ငံရောက်တယ်ဆူကြပါစို့အဲ့ဒီလိုပါပြောမယ်စက်ကောမန္တလေးမှာကျွန်တော်တောင်းစားလို့နေတဲ့အချိန်မှာကျွန်တော်ရှိမှဖြတ်တောင်းတယ်ကျွန်တော်ငွေတောင်းခဲ့တယ်လက်ကောင်မကြည့်ဘူးပြောမယ်လို့လည်းရှိတယ်ရန်ကုန်မှာတောင်းစားတဲ့လူတယောက်ကောင်းတဲ့နိုင်ငံရောက်ခဲ့ဟာကျွန်တော်ရန်ကုန်မှာတောင်းစားနေတဲ့အချိန်မှာစက်ကောကကျွန်တော်ကိုလည်းမကြည့်ဘူးပြောတယ်လို့လည်းရှိပါလေဆိုတော့ချစ်ချင်းတာရှိချင်တာဖြစ်ကောင်းတဲ့နိုင်ငံရောက်မယ်ဆိုလောကမှာဘယ်တော့မှမရောက်နိုင်ဘူးလူတွေကကျွန်တော်ချစ်ချင်းတာရှိတယ်ကွာလို့ပြောတယ်တယောက်တော့သူကဘာပြောလဲကျွန်တော်ရှိလို့တက်တဲ့အချိန်မှာတူလာတော့မကြည့်ဘူးဘာမှမကူညီမမဆက်ခဲ့ဘူးပြောမယ်လို့လည်းရှိပါလေကျွန်တော်ချစ်ချင်းတာရှိတယ်ဆိုတာနဲ့ပြီးလာမဟုတ်တစ်ဖက်လူကချစ်ချင်းတာရှိတယ်လို့တတ်မှမလားမတတ်မှဘူးလားဆိုတာရှိတယ်ဥပမာခင်ဗျာမချမ်းသာခင်ကချစ်ချင်းတာရှိတဲ့ပုံစံဖြစ်ချင်းဖြစ်ကောင်းဖြစ်မယ်တကယ်လို့ခင်ဗျာအားချမ်းသာလို့ဆိုရင်ခင်ဗျာစီမအကူနီတောင်းလိုက်လို့အများကြီးလာတော့မယ်အဝီးကလာမယ်အနီးကလာမယ်နောက်ဆုံးမှခင်ဗျာ
သူတို့လူအင်းဆန္ဒတိုင်းကိုယ်မဆောက်ချင်းတော့ပြင်းလိုက်ခါမှာဒီလိုကဘာမှမတမ်းရှိဘူးနောက်ဆုံးမှငြင်းတမ်းနဲ့မိတ္တမရှိတဲ့လူတယောက်အနေနဲ့လူရတတ်မှတ်တော့တယ်ကဲကျွန်တော်ဆက်ပြောမယ်လောကမှာချစ်ချင်းမိတ္တနဲ့ကောင်းကင်နိုင်ငံမှာရောက်နေတဲ့ကျွန်တော်ဆက်ပြောမယ်ခင်ဗျာအမှန်တန်ချစ်တဲ့လူတွေဒီမှာဆိုရင်တနည်းမှာ3ခါတော့တရေသွားမယ်နာမည်အမှန်တန်မုန်းတဲ့လူတွေကြတော့တနည်းလုံးမှာတခါမှချီမနေနိုင်တဲ့အင်တော်ရှိတယ်ဆိုတော့ခင်ဗျားရဲ့ကိုယ်ထဲမှာခင်ဗျားဂျွာထဲမှာခင်ဗျားမိထဲမှာအမှန်တန်မုန်းတဲ့မှာတနည်းလုံးမှာတခါမှချီမနေနိုင်တဲ့အင်တော်ရှိတယ်ဆိုတော့ခင်ဗျားချစ်ချင်းတာနဲ့ဘယ်လိုနဲ့ကောင်းကင်နိုင်ငံရောက်နိုင်မလဲဒါတော့ချစ်ချင်းတာဆိုတော့အကြီးမကြီးဘူးမဟုတ်အကြီးကြီးလွန်းနေချိုင်းလို့ကောင်းကင်နိုင်ငံရောက်လာတဲ့အချိန်ဘယ်သူမှချစ်ချင်းမိတာမရှိဘူးဆိုတာကျွန်တော်သိထားမယ်ဒါကြောင့်ကချမ်းသာနေရနိုင်တော့ဘူးတမန်တော်ပြီငါပါကဲဒီမှာစာလံအခန်းကြီး90နဲ့အငယ်9ဒါကဘူရဘာလာနဲ့ခရိယာရဲ့ချမ်းသာချက်အကြီးမားဆုံးအချက်ဖြစ်တယ်စာလံ90နဲ့အငယ်9မှာဒါဝိဒ်ကပြောတယ်ငါဒီအမိဘုန်းထဲမှာပရိသေတေကလေးကနေပြီးတော့ငါအတိတ်ကားဖြစ်တယ်ဆိုပြီးတော့ဒါဝိဒ်ကပြောတယ်ကျွန်တော်တို့ထင်တာပါလေဆိုတော့အပိလုံးမှာကလည်းအပိကားဖြစ်တယ်ဆိုပြီးထင်ကြတယ်ဘူရဘာလာနဲ့ခရိယန်ချမ်းသာချက်အကြီးအဆုံးကဘာလဲဆိုရင်ဘူရဘာလာကသူခန္ဓာကအပိလုံးမှာတာရင်အပိကားဖြစ်တယ်အပိမနုမချက်အပိကားမဟုတ်ဘူရဘာလာကသူခန္ဓာခရိယန်ကဘလူခန္ဓာတယ်ဆိုရင်အပိလုံးလိုက်အပိကားမဟုတ်ဘူးအပိကားဖြစ်လို့အပိလုံးနေရတယ်ဘာလဲတူတယ်ဆိုရင်လင်းမပင်တဲ့ပင်ဟာအတိအကျလာလို့လင်းမပင်ခေါ်တာမဟုတ်ဘူးလင်းမပင်ဖြစ်လို့လင်းမတီးတီးနေရတာဒါကြောင့်အတိအကျမတီးဘူးလင်းမပင်ကလင်းမပင်တယ်သူလည်းတော့ကျွန်တော်တို့ကအပိလို့မလို့လို့အပိသားကအပိသားဖြစ်နေတယ်မွေးရပါအပိပါပြီးရပြီဆိုတော့အမေဦးထဲမှာဘာလို့လဲလို့အပိသားဖြစ်တော့တယ်ဆိုရင်ကျမ်းစာပြောတယ်အာဒံအားဖြင့်လောကလူသားအားလုံးဟာအမိဘုရားမှာပြတတိတေကလေးကအပိတာဖြစ်တယ်တဲ့ကဲဘယ်တော့ရှိမှလဲဆိုရင်ငါကလေးတော်ကပြန်မှုတင်လာမလို့ဒီစားပြမှာပါပြီလားအမွေးတော့ပေါ့လို့ပြီးဆုံးလိုက်ဆိုဖတ်နေဆိုပြီးပြန်လာပြီငါကလေးတော်ကဒီကိုတင်စားမလို့ပါလာတဲ့ခါလေးကြီးကိုစားပြီခွေးကောင်ကဟုံဖို့တင်လာမလို့ဒီစားပြမှာပါပြီလားခွေးကလည်းဟုံတော့ကဲလူကအပြစ်တင်လာမလို့နေနဲ့ကလေးစားပြပါပြီလင်တော့ပါပြီနေနဲ့ကြည့်ရပြီအပြစ်လို့ဆိုလို့ပါပြီအပြစ်လို့ပြောပါပြီအပြစ်ပေါင်းစုကိုနိုင်ပြီတင်လာမလို့တအားကိုတော်ကြတယ်ဘာကြောင့်လဲဆိုရင်အမိဝန်ထဲမှာပြစ်တတိတေကလေးကနေအပိတာဖြစ်တယ်ကျန်စာပြောတယ်။ဒါကြောင့်အပိလူလိုက်အပိတာမဟုတ်ဘူးနဲ့အပိတာဖြစ်တော့အပိကူမလူပဲနေမရဘူး။ဒါကြောင့်လောကပြောလောကတာအားလုံးအပိလူနေကြတယ်ဆိုကျန်စာပေါ်တယ်ထားတယ်။ဆိုတော့ဒီမှာငါးမှမရနိုင်တော့ဘူး။လေးမှကဲဒါကဟန်ကြီးအနေနဲ့ဆက်ဆက်ပါပြောတယ်ရှင်ပြည့်တော့အလုံးစုံကိုရှောင်ရှောက်ပြီးတော့တဆုံတစ်ခုနဲ့မာနပါကအလုံးစုံကိုပြမာလာပြီဆိုပြီးတော့ကြားစာထဲမှာပေါ်ပြထားတယ်ကျွန်တော်တို့ချင်းလာပြည့်တော့ဆယ်ပါးရှိတယ်တခုမားတယ်ဆိုတော့ကိုယ်ကိုကြာလို့မှာလားဆိုပြီးချင်းတာမဟုတ်ဘူးပြည့်တော့အလုံးစုံကိုရှောင်ရှောက်ပြီးတဆုံတစ်ခုမားပါကအလုံးစုံကိုပြမာလာပြီဘာမှမဆယ်တော့ဆံလို့ပြတဲ့ခါမှာချက်ပါလို့ဖြစ်ရတယ်အဲ့ဒီချက်ပါတော့တယ်မှာငါးပါးကဂုံထူလာပြီဟောတပါးက39ပါးလာလို့ရှိရင်မော်လိုက်ဘူးသူတို့ကလည်းလိုက်စားတခုမားတယ်အလုံးစုံကိုပြမာလာတော့တယ်ကြားစာပြောတယ်ဒါကြောင့်ဒီမှာလေးမမရနိုင်တော့ဘူးတုံးမဖြစ်လာပြီဇာတ်ကိုအပြည့်လေးအနေဆက်ကလေးပါပြောတယ်ဆိုရင်ကောင်းတော့ကျင်ကူတီးရဲ့မကျင်တော့ဘူးနဲ့ရှိကဲကောင်းတော့ကျင်ကူတီးရဲ့
a picture, young country and a second table. Hold the house. The Lord a man tea. Just a fine bonus or tea, Papa or Papa. Several European bonus or tea, people are bigger. Going Dinama. Machine there, Kuni Massa and bonus or tea, Kuni Massa who need a Luma or Lubin and tea and bonus. And a little built on it. So, all I you feel it, Maru, I feel it, you let the Dama. Oh, my young dog. Nama. There. Your handy say, I say, can you set Chapima. Belula, Sushi. Luli, a bed to Piddy, done shit like the knee. Mima Pota to the Aberu to Piddy, Shaman, like me. Priya Candy, Mimi done shin to look open, Jungo Priya Kenda, Mimi done shin to look open, Majungu should be done at my popular time. Concan Mundo, she don't like messenger. Do figure, ye go down the cable, do say a pickle, down it. Soon Jun Shabo, Lu Tapu one. Aberu suwaya chitani so do se apida jipa ma to mi do lu ta me phide chan sa le ma phok pya ta min ma won ka mwe la le lu tyaw ha be ni na ma tan shin shin ma ya nai bu ba chaw le ni tai do se apida jipa ma to mi le su yo chan sa le ma phok pya taအဲ့ဒါတော့ဒီမှာနံပါတ်မရနိုင်တော့ဘူးကဲတမဟေးဆရာခန်းကြီး60ရဲ့အနေ6ပါဘယ်လိုပေါ်ပြထားတယ်လဲဆိုရင်သင်တို့အကောင်းဆုံးအကျင့်ဟာအဝတ်စုနဲ့တူတယ်စဉ်းစားလို့မင်းတို့အဆိုးဆုံးအကျင့်ဟာအဝတ်စုနဲ့တူတယ်ဆိုတော့ဟုတ်ရဲ့ကျွန်တော်ဝန်ခံဖို့ပဲအခုကျန်တာပေါ်တော့တယ်မင်းတို့အကောင်းဆုံးပြုလိုက်တဲ့ကုသိုလ်အားလုံးဟာငါရှိမှအဝတ်စုနဲ့တူတယ်လို့ပြောတယ်ဒါကြောင့်တမန်မရနိုင်ဘူးတို့ညခေတာဒီအမြဲခံကြည့်ဆက်တုံးအငယ်နဲ့ဆက်တုံးထဲမှာဘယ်လိုပေါ်ပြထားတယ်လဲဆိုရင်အဲ့ဒါရောပြီလူဒီမိမိအကြီးအစင်းကိုလည်းကောင်းတတိဒီမိမိအကိုအကြားကိုလည်းကောင်းပြောင်းလဲနိုင်တယ်ပြောင်းလဲနိုင်ရင်ဒုစရိုက်ကိုပြုလို့ရှိတော့သူတို့ဒီဒုစရိုက်ကိုပြုခြင်းဟာတတ်နိုင်ကြလိမ့်မည်ဆိုပြီးပေါ်ပြထားတယ်ဆိုတော့ကြည့်ကျန်စာပါလို့ပြောဆိုအင်မတန်နည်းနဲ့လူတွေဟာသူ့ရဲ့အကြီးကုန်ကိုဖြောင်းလို့နိုင်တာလေတတိကသူ့ရဲ့အကွက်ကိုပြောင်းတော့လို့နိုင်တာလေတကယ်လို့လူမင်းပြောက်ကသူ့ရဲ့အကြီးကုန်ကိုဖြောင်းလို့နိုင်တယ်တတိကသူ့ရဲ့အကွက်ကိုပြောင်းတော့လို့နိုင်တယ်ဆိုရင်တော့မင်းတို့ကလူရဲ့ဘဝကနေပြီးတော့လူစိတ်မလို့တော့တဲ့ဘဝအဲ့ဒီကြမှာပဲရမယ်ဆိုတော့ကျန်စာပြောထားတယ်ဆိုတော့ဒီမှာကြည့်အနုရခနာYou want pick up. So, Zonki Chile, Jim, don't tell me, only when I'm not my so we can't tell you. But don't kill the lesson. Jan Saukulum, what must be now? Truka Zonki Chile, a Chile, Pomio, get and send out my mess will change. I pick the yard of the bomb of Pomio to jump. Zonki Chile, a Jim Pomio, get and send out my mail will change. So,ဒီယုံကြည်ခြင်းနဲ့အကျင့်ဒွန်တွဲပြီးတော့ကယ်တင်ခြင်းမရနိုင်တဲ့အတွက်ကြောင့်ယေရှုဖခင်ဟာလက်ဝါးကတိုင်မှာအသေးခံတယ်လက်ဝါးကတိုင်မှာအသေးခံပြီးတော့ဒီဖက်ခံခြင်းနဲ့အမြဲရှိကိုထဲမှာယုံကြည်ခြင်းအပြင်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းလို့ရောက်လာတယ်။ယုံကြည်ခြင်းနဲ့အကျင့်နဲ့ဒွန်တွဲလို့မရတဲ့အတွက်ကြောင့်ယေရှုခရစ်အားလည်းဝတ်တယ်မှာအသေးခံတယ်အသေးခံပြီးမှဤဘက်ခံခြင်းနဲ့အငြိရှိကိုထဲမှာဘယ်လိုပေါ်ပြထားပါလဲဆိုရင်ယုံကြည်ခြင်းအပြင်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းလို့ရောက်လာတယ်။ကိုယ်တော်ကြောင့်ဒီမဟုတ်ဖခင်ခင်တရားတော်မူရာဖြစ်တယ်ကိုကိုတူကြောင့်ကဲတင်တော်မူခြင်းမူကြောင့်ဒီမဟုတ်
ဒုဖိဒီအဘေတူမြဝါကြွားလာအခုမရှိဆိုပြီးတော့ကျမ်းစာထဲမှာအတိအလင်းဖော်ပြထားတယ်။ဒါကြောင့်အပိတရားကြောင့်ဥစွာသိရမယ်။ယုံကြည်ခြင်းနဲ့အကျင့်နဲ့ဒွန်တွဲပြီးကြင်ခြင်းမရနိုင်ဘူး။ယေရှုဖခင်အသေးခံခြင်းဖြစ်တယ်။တကယ်လို့ယုံကြည်ခြင်းနဲ့အကျင့်ဒွန်တွဲပြီးတော့ကိုယ်နဲ့နိုင်ငံကြောင့်နိုင်မယ်ဆိုရင်ယေရှုဖခင်လက်ဝါးကတိုင်မှာအသေးခံကေးဆရာမလို့ဘူး။ကေးတင်ဆရာမလို့ဘူးဆိုတာကျမ်းစာထဲမှာတွေ့ရတယ်။ဆောလန်တဆက်လီအငယ်မြင့်တဲ့တုံးလေးမှာဘယ်လိုပေါက်ပြထားတယ်ဆိုရင်ငါလည်းတော့သူဖယားခင်ကိုရှာတော့သူတဆုံတဲ့ရှိပြီးမရှိပြီးကိုသိမြင်ခြင်းမှာသာရဖျားပြီးကောင်းကင်ပေါ်ကလူသားတို့ကိုငုံလို့ကြည့်ရှုတော်မူ၏လူပေါ်လူဒီလာငွေကြပြီတမင်တမှုတီဆွေးယူရုံချင်းရှိကြ၏ကောင်းပေါ်ကျင့်ကူကျင့်တော်သူမရှိတရားများမရှိကျမ်းစာကိုဖော်ပြထားတယ်။ကဲကျွန်တော်တို့လောကလူသားများကဘယ်လိုချင်းတယ်လဲဆိုရင်လူတွေကကောင်းတဲ့နေရာကိုကျူးစားတယ်။ကျူးစားတော့တက်လာတယ်ကဲဒီအဖြစ်တော့တော့ပြည့်တော့စေပါလေရှောင်းတယ်။အတနိုင်ဆုံးကုကျင့်ကြအောင်ကျူးစားပြီးတော့တက်လာတယ်။ဒီတော့ဘယ်တဲ့တော့ကလဲဆိုရှင်အဲ့ဒီတဲ့တော့ဆူကြပါစို့ပြီးတော့တဲ့ကကျူးစားတက်လာတယ်အဲ့ဒီတော့မမြင်ဘူးတော်ရဲ့စိတ်တော့အရင်တော့ကုကျင့်ရအတနိုင်ဆုံးကျူးစားပြီးတော့တက်လာတယ်ဒီတော့ဘယ်တဲ့တော့ကလဲဆိုရင်အဲ့ဒီတဲ့တော့ဆူကြပါစို့လူမျိုးကတက်လာတယ်ကျူးစားတယ်ဒီအဖြစ်လေးရောက်ဘာလို့ဆိုတော့သူကတချင်လုံးစင်းပါပဲဝတ်သွားတယ်ပြီးတော့ဘာမှခိုင်နေဘူးလားမဟုတ်တော့ဘယ်တော့ပါလဲဆိုတော့သူကဘယ်တစ်စကားစူကြပါစို့ပြီးတော့တရားတက်လာသူလည်းတက်လာဒီအဖြစ်လေးရောက်ဒီတော့တချင်လုံးတောက်တယ်ဆိုတော့ဘယ်လိုလဲကဖြစ်တယ်ဆိုရှင်ကာတူရဲ့အဲ့ဒါအောက်ရှိတယ်မှာဆူကြပါစို့ပြီးတော့တရားကတက်လာတော့ဒီအဖြစ်လေးရတယ်ဒီလိုဘယ်လိုလဲဆိုတော့ကဲမဆာဆူကြပါစို့ဆိုတော့ဘယ်လိုချင်လဲဆိုရှင်SBA ကဒီအဖြစ်ရောက်လာတယ်ဆိုတော့ကောင်းကင်နိုင်ငံမဲ့ဒီအကြောင်းကတော့ယေရှုဖခင်ကကယ်မှာပါဆိုပြီးတော့ယုံကြည်ကြတယ်။အဲဒီနေ့ဒီအဖြစ်ရောက်တယ်ဆိုတော့ကောင်းကင်နိုင်ငံမဲ့ဒီကြားကာလကတော့ယေရှုကကယ်မှာပါဆိုပြီးခံယူကြတယ်။မိချမ်းတဲ့တော့ကလည်းဒီအဖြစ်ရောက်လာတယ်ဆိုတော့ဒီကြားကာလတော့ယေရှုကကယ်မှာပါဆိုပြီးခံယူကြတယ်။ပြီးတော့ကာတိုလစ်ကလည်းဒီအဖြစ်ရောက်လာတယ်ဆိုတော့ဒီကြားကာလတော့ယေရှုကကယ်မှာပါဆိုပြီးတော့သူတို့ထင်ကြတယ်ဆိုတော့ဘာလို့ဒီနတ်ဆာတော့မဟုတ်ဘူးဒါတော့ဆုတောင်းပြအောင်ဆိုပြီးကာတိုလစ်ကလည်းဆုတောင်းပြီးမိချယ်ကလည်းဆုတောင်းပြီးအေကလည်းဆုတောင်းပြီးSDAကလည်းဆုတောင်းပြီးအားလုံးကဝိုင်းပြီးတော့ဒီမှာနတ်ဆာတော့ဆုတောင်းပြီးတယ်ကျန်စာပါပြောတယ်ဘုရားခင်ကကောင်းကင်မှာနေပြီးတော့ညီကြီးကိုနှုတ်ပြီးကြည့်လိုက်တယ်ကောင်းတော့သူရှိလားမရှိဘူးလားကြည့်လိုက်တဲ့အခါမှာတရားမှကောင်းတဲ့လူတရားမှမတွေ့ဘူး SBA တဲ့လို့လည်းကောင်းတဲ့လူတရားမှမတွေ့အဲဒီတဲ့လို့ကလူလည်းကောင်းတဲ့လူတရားမှမတွေ့မိချက်ကလည်းတရားမှမတွေ့ကာတိုလစ်ကလည်းတရားမှမတွေ့လူသားပေါင်းတော့ပြည်သူဆိုင်ကမှာနိမွန်ပြီးတော့ကောင်းတဲ့လူတာလီကောင်းတဲ့လူစိတ်ရမှမရှိဘူးဆိုပြီးတော့ဖော်ပြထားတယ်။ဒါကြောင့်ကျွန်တော်တို့အပိတာရိမန်တီယမဲဖျားရှိမှာပါကိုကြည့်တရားဖြင့်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးဆိုတော့ကျွန်တော်သိထားမယ်။စာလံ60နဲ့နိအနေကူးထဲမှာဘယ်လိုဖော်ပြထားတယ်ဆိုရင်အကယ်စင်စစ်ယူညံတော်တူဒီအနတ္တ
အတန်ရှိတော်တူဒီမူတာဖြစ်ကြ၏ချင်းခုနဲ့ချင်းဆက်တဲ့ထူတူပေါ်လူဒီအနတ္တတဲ့တာပြီးပေါ်ကြ၏ဆိုပြီးတော့ပေါ်ပြထားတယ်။ဒါတော့ကောင်းတဲ့လူတိတ်ကြွမရှိဘူး။ကောင်းတဲ့နိုင်ငံရောက်ဖို့ရတယ်။တာပြီးကောင်းတဲ့လူတရားမှမရှိဘူးဆိုတာကျမ်းစာထဲမှာအတိအလေးပေါ်ပြထားတယ်။ဘုရားခင်ဗျာကောင်းတဲ့လူကြီးကိုငုံကြည့်တယ်။ကောင်းတဲ့လူရှိသလားပူပြီးကောင်းတဲ့လူရှိသလားကြည့်တဲ့အခါမှာတူမှမရှိဘူးတရားမှမရှိဘူးဆိုတာကျမ်းစာထဲမှာအတိအလေးပေါ်ပြထားတယ်။ကျွန်တော်ကြားထားတယ်မကြည့်တဲ့အခါမှာအပိကလီးမှုရှိတဲ့အကြောင်းပေါ်ပြထားတယ်။အဲဒီမှာနမတိကိုထိရတော့ပြီနမတိစိတ်လုံးမှားပြီနမတော့ကောင်းတော့ခြင်းကိုတည်ရမကျင့်တော့အပိနမလေးမွေးရအောင်ဖြစ်ဆိုပြီးတော့မြင်လို့ရှိတယ်။ဆိုတော့ကျွန်တော်တို့ဒီအပိလေးရောဟာဆိုရင်တခုမပြီးမှတခုပြီးမှတခုမပြီးမှတခုပြီးမှအမေတာပတ်ချတယ်ခင်ဗျားကျွန်တော်အဲ့ဒီရဲ့ကားမှာတော့အဲ့တော့ကြာနေတဲ့အချိန်မှာတော့အပိလေးရောထဲမှာနမေမလို့နမေလို့အဲ့တော့ကြာနေတဲ့အချိန်မှာဘာပြီးနေဘာပြီးဘယ်လိုလဲဆိုရှင်တော့ကိုချစ်ရအပိတော့မလို့ပြီးမှစိတ်လုံးထဲကနေပြီးတော့အပိမလို့အဲ့ဒီအချိန်မှာဒါပေမဲ့ဘာပြီးနေဘာပြီးလို့နေတယ်ဆိုကောင်းတော့ခြင်းကိုတိရလေမလို့လေအင်းစာနာဒီနဲ့အင်းရတယ်ပြီးမှမွေးရပါပြီးအာရန်စီကရတဲ့အပိအပြည့်တော့လေအင်းရတယ်အင်းရတဲ့အချိန်မှာတော့ဒီအပိလေးမျိုးထဲမှာနောက်ပဲလူတယ်ဒီကောင်းတော့ခြင်းကိုတိရလေမကြည့်ရတဲ့အပိနဲ့မွေးရပါပိကလွမ်းချုံနေတယ်ဒါကြောင့်ဘယ်နည်းနဲ့မှကျွန်တော်ကိုကြည့်ရတဲ့ကောင်းတဲ့နိုင်ငံတိလို့မရဘူးဆိုတာသိရတယ်ဇောမခန်းကြီးဆက်ပြီးအငယ်6ထဲမှာကျင်းစုတော်အားဖြင့်ရှိရင်ကိုကျင့်တော်အကျင့်အားဖြင့်မရှိရှိရင်ကျင်းစုဒီကျင်းစုမဟုတ်ကိုကျင့်တော်အကျင့်အားဖြင့်ရှိရင်ကျင်းစုအားဖြင့်မရှိရှိရင်ကိုကျင့်တော်အကျင့်ဒီအကျင့်မဟုတ်ဆိုပြီးဖော်ပြထားတယ်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာအမတားမှနာမည်ကြီးတဲ့တောင်နှလုံးအကြောင်းပေါ်ပြထားတယ်။အဲဒီတောင်နှလုံးကဘာတောင်လဲဆိုရင်ပြည့်တော်ကိုပေးတဲ့တောင်ဖြစ်တဲ့ဒီနာတောင်နဲ့ကျေးဇူးတော်အပြင်ကင်ချင်ရတဲ့တောင်ကာရဏီတောင်အဲဒီတောင်နဲ့နှလုံးအကြောင်းပေါ်ပြထားတယ်။ကျမ်းစာမှာပြောလို့ဆိုရင်တင်ဟာတဲ့ကျေးဇူးတော်အပြင်ကင်ချင်ရတယ်ဆိုရင်ကိုကျင့်တရားအဖြစ်မဟုတ်ဘူးတဲ့တကယ်လို့ကိုကျင့်တရားအဖြစ်ကောင်းတဲ့နိုင်ငံတော့လေဆိုရင်ကျေးဇူးတော်အဖြစ်မဟုတ်ဘူးတဲ့တကယ်လို့ပြည့်တော်လိုက်ဆောင်ကောင်းတဲ့နိုင်ငံတော့လေဆိုရင်ကျေးဇူးတော်အဖြစ်မဟုတ်ဘူးတဲ့ကျေးဇူးတော်အဖြစ်ကယ်တင်ခြင်းရတယ်ဆိုရင်ကိုကျင့်တရားအဖြစ်မဟုတ်ဘူးဆိုတော့ထပ်ခါတည်းလေးပေါ်ပြထားတယ်ရေဝန်ပုံခဏနာဘလူတင်တန်ပြတယ်ဆိုရင်ခရစ်ယာန်ဘာကြောင့်ကောင်းတဲ့နိုင်ငံမရောက်နိုင်ကြလဲဆိုရင်ဒီလာတော့မဲ့ကာလီတောင်ကိုခွာပြီးတော့ကောင်းတဲ့နိုင်ငံတက်ဖို့ကြိုးစားတယ်ခြေတော်တစ်ဖက်ကဒီလာတော့ကိုညင်းတယ်ခြေတော်တစ်ဖက်ကကာလီတောင်ကိုညင်းတယ်ညင်းပြီးမှကောင်းတဲ့နိုင်ငံကိုဒီခွာပြီးတော့ဒီလာတော့မဲ့ကာလီတောင်ကိုခွာပြီးတော့ကောင်းတဲ့နိုင်ငံတက်ဖို့ကြိုးစားတဲ့တော့တော့ဘယ်တော့မရောက်တဲ့ဘူးဆိုပြီးတင်မှန်းချခဲ့လို့ကျွန်တော်တီခါတော့ပြည်လေထဲမှာလင်းနစီရှိတယ်လင်းနစီရှိတယ်အဲ့ဒီလင်းနစီထဲမှာခြေတော်တစ်ဖက်ကလီတစီပေါ်မှာနင်းခြေတော်တစ်ဖက်ကတခြားလီတစီပေါ်မှာနင်းခေါ်ကြည့်လို့ရှိရင်တော့လီတစီကဟောဖက်ကူတော်မယ်လီတစီကဟောဖက်ကူတော်မယ်ခင်ဗျားကအထက်မှာကြပြီးတော့ဒီဖုကလို့တခြားလားမရှိတော့ဒီစားရဘူးတော့ဘယ်လိုစားလဲဆိုရင်ဒီလာတော့ဟာကျွန်တော်တို့တီးတဲ့တောင်ဖြစ်တယ်တင်ချက်ပြပေးတဲ့တောင်ဖြစ်တယ်ကာလီတောင်ဟာဆိုရင်ကျွန်တော်အသက်ချမ်းသာခြင်းပေးတဲ့တောင်ဖြစ်တယ်ဆိုပြီးတော့ဆက်ဆိုတယ်
ဒါကြောင့်ကာရဏီတောင်နဲ့သီလတောင်ခွာပြီးတော့ကောင်းကင်နိုင်ငံတက်လို့မရဘူးဆိုတာကျွန်တော်သိဖို့အရေးကြီးတယ်ပြည့်တရားကျွန်တော်ရှင်းပြမယ်ဘုရားကဘာတော့ပြည့်တော့ကိုပေးတယ်ဆိုရင်လိုက်ရှောက်ပြန်ပြီးချင်ဘူးညောင်များဆိုတော့ခရီးများကပြည့်တော့လိုက်ရှောက်ပြန်ပြီးတယ်ဆိုပြီးထင်ကြတယ်ပြည့်တော့လိုက်ရှောက်ပြန်ပြီးတယ်ဆိုပြီးခံယူခဲ့တယ်ဆိုရင်ကြားစားပါတော့တဲ့ငရေကိုတော့အမယ်လို့ပြောတယ်ပြည့်တော့လိုက်ရှောက်ပြန်ပြီးထားတယ်ဘူးဒီရောမှာခံတော့ငရေ20ရက်မှဖြစ်တဲ့ခါမှာထို့လို့ပြည့်တရားဒီဒုစရပိကူတာချင်းရှာစီဖြစ်တော့ကြောင်းပြည့်တရားဒီအကျဉ်းလာပြီးအဘေတူမြတ်ဖြတ်ရလို့မရနိုင်ရဆိုပြီးပေါ်ပြလာတယ်ပြည့်တော့ပေးချင်တာအပိတာမန်တိကူကတော့ပေးချင်တယ်လို့ပြောတယ်ဘာလို့သူလဲဆိုရင်အင်္ဂါရှိတဲ့မှန်ကိုကြည့်တဲ့အခါမှာဘာပြန်မှာဦးမဲ့ပေးနေတယ်ဆိုတာမှန်ကပြတယ်မှန်ကစီးတော့ကြတာမရဘူးမှန်ကဘာပြန်မှာဦးမဲ့ပေးတယ်ဆိုတာကိုပြတယ်တန်ရှင်းကိုကြီးရှိတဲ့နေရာကိုတွားရတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ပြည့်တော့ဓမ္မနဲ့တူတယ်စီဝါတော့ခါမှာအနာရောဂါအလုံးတိဖို့ဓမ္မကြိုက်ထားတယ်ဓမ္မထဲမှာအနာရောဂါအလုံးပေါ်တယ်ဒါပေမဲ့ဒီဓမ္မကကုလို့မရဘူးကုရဲ့သူကဆရာဝန်ကြီးကကုပြရတယ်သူလေးတော့ဒီပြည့်တော့လိုက်ရှောက်ရပြတဲ့ကပေးချင်ဖို့ပဲအပိတာတိဖို့တော့ပေးချင်တယ်ဆိုပြီးတော့ဒီရောမခံတော့အနေ20ရက်မှာပေါ်ပြလာတယ်ပြီးတော့ကားခံတော့အနေ30စစ်ထဲမှာပေါ်ပြလို့ဆိုရင်ပြည့်တရားအကျင့်ကိုအမြင်ပြုတော့သူရှိနေရလို့ဒီအကျင့်နဲ့ဆက်ဆက်ကြ၏ပြည့်တော့လိုက်ရှောက်ပြီးတော့ကောင်းကင်နိုင်ငံကျုပ်ပဲဆိုတော့ပြည့်တရားကိုအမြင်ပြုတဲ့အားလုံးဟာကျင့်ချက်ကာလပဲဆိုပြီးတော့ရောမခံတော့အနေ30စစ်ထဲမှာပေါ်ပြလာတယ်ဘုရားကခံတော့အနေ24-25ကိုကျွန်တော်ဖတ်မယ်သူကြောင့်ငါတို့ဒီယုံကြည်ခြင်းအဖြစ်ဖြတ်မရဘူးရောက်ရှိခြင်းကပြည့်တရားဒီခရစ်တော်ထံငါတို့ကိုပို့ဆောင်ပြီးငါတို့အထင်ဖြစ်တယ်ယုံကြည်ခြင်းတရားဒီရောက်လာတော့အခါငါတို့ဒီသူအထင်နဲ့မှလွတ်ကြ၏ဆိုပြီးဖော်ပြထားတယ်။အဲ့မှာကြည့်လူတွေကကောင်းတဲ့နိုင်တော့ချင်တယ်ဒီလိုပဲကိုတော့ချင်တယ်ဆိုရင်ကောင်းတဲ့နိုင်ငံကိုတော့ချင်တယ်လူတွေကကောင်းတဲ့နိုင်ငံတော့ချင်တယ်တော့ချင်တဲ့ခါမှာတော့ဘယ်လိုစဉ်းစားလဲဆိုရှင်တော့ဟာငါကပြည့်တော့စေပါလိုက်စမ်းနိုင်တော့ကောင်းတဲ့နိုင်ငံတော့ရောက်မှာပဲဆိုပြီးထင်တယ်ကဲပြည့်တော့တပါးနှစ်ပါးသုံးပါးလေးပါးငါးပါးခြောက်ပါးခုနှစ်ပါးရှစ်ပါးကိုးပါးဆယ်ပါးဒီဆယ်ပါးကိုလိုက်ရှောက်နိုင်လို့ဖြစ်တော့ငါတော့ကောင်းတဲ့နိုင်ငံရောက်မှာပဲဆိုတော့ထင်တယ်အဲ့ဒီချင်နေတဲ့ချိန်မှာယေရှုဘုရားကသူ့ကိုပြောလိုက်တယ်ယေရှုဘုရားကသူ့ကိုပြောလိုက်တယ်ဘာပြောလဲဆိုရင်ဒီယောဟန်ခန်းကြီးခန်းကနေဆက်ကိုထဲမှာမောရှိခေတော့ပြည့်တော့ကိုလက်လျှောက်ကြတယ်တိုင်ရက်ကမြအောင်ရင်စော်လိုက်နိုင်လို့မရှိဘူးဆိုပြီးတော့ယေရှုဘုရားကပြောလိုက်တယ်တကယ်ဒီလိုကပြည့်တော့ဆက်ပါလိုက်ဆက်တော့ကိုယ်လည်းရောက်နိုင်ပါပဲဆိုပြီးတော့ထင်တာပြည့်တော့ကသူ့ကိုစကားပြောတယ်ဟေးမင်းကငါ့ကိုလိုက်လျှောက်ပြီးကောင်းတယ်နိုင်ငံဘယ်လိုလဲရောက်နိုင်ပါလေကြည့်လေကဲမိမိညကိုမုန်းတော့သူဒီကဝတ်တဲ့ကိုတက်ပြီးကဲမင်းမလိုက်လျှောက်နိုင်ဘူးပဲဘောမလူတို့တူဒီရုပ်တူကိုပဲတော့သူဖြစ်နေမလို့ဆောင်နိုင်ဘူးပဲကဲသူရတော့ကိရိတာစက်ကြည့်ရှုရဆိုတော့သူတို့သူရောက်တဲ့ပြမာပြီးမင်းမလို့ဆောင်နိုင်ဘူးပဲပြီးတော့အလုံးစုကိုဆောင်ရှောက်ပြီးတော့တဆုံတစ်ခုနဲ့မာရန်ပါကအလုံးစုကိုပြီးမာလာလို့ဆိုတော့မင်းတခုမှလိုက်ဆောင်လို့မရဘူးဒါကြောင့်ပြည့်တော့အတူကိုပြောတယ်ဟေးမင်းငါ့ကိုလိုက်လျှောက်ပြီးတော့ကောင်းကင်နိုင်ငံတက်ချင်တော့မင်းတက်နိုင်မှာမဟုတ်ဘူးဒါပြီးနဲ့ပြည့်တော့အတူကိုပြောတယ်မင်းကောင်းကင်နိုင်ငံတက်ချင်တယ်ဆိုရင်
ကောင်းကင်နိုင်ငံတော်နီးလာတော့ငါတည်ရဲ့မင်းကငါပြမယ်ဆိုပြီးတော့ပြီးတော့ကသူ့ကိုပြောလိုက်တယ်ယေရှုဘုရားကဒီမှာရှိတယ်ဒါနဲ့ပြီးတော့ကပြောတယ်ကဲလိုက်ခဲ့မင်းကောင်းကင်နိုင်ငံတက်ချင်တယ်ဆိုရင်မင်းကောင်းကင်နိုင်ငံတက်ချင်တယ်ဆိုရင်ကောင်းကင်နိုင်ငံကိုပြုနိုင်တဲ့ယေရှုဘုရားကမရှိတယ်လိုက်ခဲ့ဆိုပြီးတော့ခေါ်တယ်ပြီးတော့ကခေါ်ပြီးတော့ယေရှုဘုရားနဲ့တွေ့ခိုင်းလိုက်တယ်ငါကိုယ်ချက်ပြီးကောင်းကင်နိုင်ငံဘယ်တော့မှမတော်နိုင်ဘူးမင်းတို့ချင်တယ်ဆိုကောင်းကင်နိုင်ငံကိုပြုနိုင်တဲ့ယေရှုဘုရားကမရှိတယ်လိုက်ခဲ့ဆိုပြီးခေါ်ပြီးတော့ယေရှုနဲ့တွေ့ခိုင်းလိုက်တယ်တွေ့ခိုင်းပြီးမှယေရှုနဲ့တွေ့တဲ့အခါမှာယေရှုကပြောတယ်ဆိုရင်ငါဒီကောင်းကင်တော်ရလမ်းခရီးဖြစ်ငါဒီကောင်းကင်တော်ရအသက်ဖြစ်ငါဒီကောင်းကင်တော်ရလမ်းခရီးဖြစ်ယေရှုဘုရားကကောင်းကင်နိုင်ငံကိုပြုရဲဆိုတာကဒီကရာတဲ့ခန်းကြီးတော့အနေနဲ့25တဲ့မှာပေါ်ပြလာတယ်ယုံကြည်ခြင်းအဖြစ်ဖြတ်မရဘူးရောက်ရှိခြင်းမှာပြည့်တရားဒီငါတို့ကိုခရစ်တော်ထံသို့ပို့ဆောင်တယ်ပြည့်တရားဒီငါတို့ကိုခရစ်တော်ထံသို့ပို့ဆောင်တော်မူ၏ယေရှုခရစ်နဲ့မတွေ့မချင်းဒီပြည့်တရားကအကွဲအကားပြုချင်းရဲဆိုပြီးတန်းစားလေးမှာဖော်ပြထားတယ်ယေရှုခရစ်နဲ့တွေ့ပြီးတော့အခါမှာသူအချင်းရကနေပြီးတော့လွတ်ချင်းရရတယ်ဆိုပြီးတန်းစားလေးမှာဖော်ပြထားတယ်ယေရှုခရစ်နဲ့တွေ့ပြီးဆိုဘယ်သူအဆက်လို့ဆောင်ပဲဆိုတန်ရှင်းတော်ဝင်တော့ကဦးဆောင်ပြီးတော့လုတ်တယ်မလုတ်တယ်တန်ရှင်းတော်ဝင်တော့ကနေပြီးတော့လမ်းပြရဲပူဆောင်တဲ့ကောင်းကင်နိုင်ငံကြောက်တဲ့အချိန်တန်ရှင်းတော်ဝင်တော့ကတာဝန်ယူပြီးလဲဆိုတော့တန်းစားလေးမှာတွေ့ရတယ်ပြည့်တော့ဘယ်မဟုတ်တော့ဘူးဆိုတာတွေ့ရတယ်ဒါကြောင့်ဒီဟဲ့တဲ့အန်တီခမင်းနဲ့ဆက်ကူရမှာဘယ်လိုဖော်ပြထားတယ်ဆိုရင်ပြည့်တရားကြီးအဘယ်သူကမြစုံလင်ချင်းတို့မပူနိုင်ပြီဖြစ်ရှင်းပြတရားအောင်ကြီးအားမရှိအကျိုးကိုမပေးနိုင်တော့တဲ့ပေရှင်းချင်းတို့ရောက်လာ၏ဆိုပြီးပေါ်ပြထားတယ်ပြီးမှလည်းစက်ကူထဲမှာပြောလဲဆိုအခုမှဆိုရင်တာရီကောင်းတဲ့ယေရှုဖျားအားဖြင့်ဖျားခင်အထံတော်ဘာကိုတူးမှချင်းကြရတယ်ဆိုပြီးတော့ပေါ်ပြထားတယ်ကဲတော့မှခန်းကြီးတဲ့အငယ်လေးထဲမှာဘယ်လိုပေါ်ပြထားတယ်ဆိုChrist is the end of the law ဆိုပြီးပေါ်ပြထားတယ်ဆိုတော့ပြီးတော့တပါလာတယ်နှစ်ပါလာတယ်သုံးပါလာတယ်လေးပါလာတယ်ငါးပါလာတယ်၆ပါလာတယ်ခုနှစ်ပါလာတယ်၈ပါလာတယ်၉ပါလာတယ်10ပါလာတယ်ဆိုတော့ဒီပြီးတော့အားလုံးရဲ့နောက်ဆုံးမိကုန်းချုပ်တဲ့လမ်းခရီးဟာဒီလက်ဝက်ကတိုင်မှာဆိုတော့အားလုံးမိကုန်းချုပ်တော့ပြီးပြောတယ် Christ is the end of the law ဆိုပြီးတော့ဒီပြည်တော်အားလုံးဟာခရစ်တော်နဲ့အားလုံးမိကုန်းချုပ်တော့ပြီးဆိုပြီးပေါ်ပြလာတယ်ဒါကြောင့်ဒီရှုပ်ရတီပြီးတော့ပိုင်းမှာဆိုရှင်တော့ဒီဖက်ပိုင်းကပြည့်တရားကဥမဆောင်တော့ဘူးကျန်စာပါပြောတယ်ဆိုရင်နံပါတ်1မှာယေရှုကိုယုံကြည်ပါယုံကြည်ပြီးတဲ့အခါမှာနံပါတ်2မှာကျတော့နောင်တရပါဆိုပြီးတော့နံပါတ်3မှာကအတက်တော်ပြောင်းလဲပါဆိုတော့ဇောမခန်းကြီးတစ်ဆက်အငယ်လေးထဲမှာပြည့်တော့အားလုံးရဲ့နောက်ဆုံးလမ်းခရီးဟာလက်ဝက်ကတိုင်ဖြစ်တော့ပြီဆိုပြီးပေါ်ပြထားတယ်။ဒါကြောင့်ဒီကျေးဇူးတရားပိုင်းမှာကပြည့်တရားကဥမဆောင်ဘူးဆိုတာကျွန်တော်သိထားမယ်။ပြီးတော့ကာတခန်းကြီးမှာအနေနဲ့ထဲမှာပြောလဲဆိုရင်ပြည့်တော့လိုက်လျှောက်ချင်တာပြန်ကောင်းကင်နိုင်ငံကြောင့်နေချင်တဲ့မင်းတို့ဟာတဲ့ကျေးဇူးတရားကနေပြီးတော့ကျွတ်တော်တော်ပြီလို့ပြောတယ်။ကျွန်တော်ထင်တာကပြည့်တော်လိုက်လျှောက်ပြီးကောင်းကင်နိုင်ငံနဲ့နီးပြည့်တော်လိုက်လျှောက်ပြီးကောင်းကင်နိုင်ငံကြောင့်ဒီအဲ့လိုဖြစ်တာဒီကရာတိခန်းနာငယ်လေးထဲမှာပြည့်တော်ကိုလိုက်လျှောက်ချင်တာဖြင့်ကောင်းကင်နိုင်ငံကြောင့်နေချင်တဲ့ဒီလိုဟာတဲ့ကျေးဇူးတရားကနေပြီးတော့ကျွတ်တော်တော်ပြီကျမ်းစာပေါ်ပြထားတယ်ပြီးပါဒီမှာယာကုခန်းကြီးနဲ့ငယ်30ဆက်ပြီးထဲမှာဘယ်လိုပေါ်ပြထားလဲဆိုရင်ပြည့်တော်လုံးစုံကိုဆောင်ရှောက်ပြီးတော့တဆုံတစ်ခုနဲ့မာလို့ပါကအလုံးစုံကိုပြမာလာတော့ဤဆိုတော့ပြည့်တော်လိုက်လျှောက်ချင်တာဖြင့်ကောင်းကင်နိုင်ငံကြောင့်စတဲ့လောကမှာတိတ်ကျောင်းမှာရောက်နိုင်မှာ
แต่ยังว่ายังในมาไม่เอาแต่ตัวจังยิชุบเพื่อกูเลยเสียงจอบพี่เราเกลินเช่นพี่เดชว่าจะนกที่ท้าบุรู้เลยพี่มาการที่ขันจินอันนี้เสกงาเสกชับให้มาเบลูพอแบบท้าเลยสุดยังรู้ดูดีพี่เนี่ยแต่อาเจียนอาเพียนเพียงมายาดูไม่ยาวยิชุบคริสกูยงจีเชนอาเพียนเพียงมายาดูยาวจะดีกูอาปิเทนชาโตแต่ป้ามูตามาหุบซาติมูอาเพียนยูราดูพิโตงาดูดิมันตีดีเนี่ยนี่พี่เนี่ยแต่อาเจียนอาเพียนเพียงมายาดูไม่ยาวคริสโตกูยงจีเชนอาเพียนเพียงมายาดูยาวเชนงาดูเป็นยิชุบคริสกูยงจีจ้าบีอาจารย์มูกาพี่เนี่ยแต่อาเจียนอาเพียนอาเบตุเนี่ยเพียงมายาดูไม่ยาวไม่ยาวสุริพอเปียทายยูรายูนิเนี่ยเป็นพี่เนี่ยดอกไม้ชอบเชนอาเป็นก็แก่ไหนไม่ยังไงกูยงจีเช็ดตัวตะคุเทจังก็แก่ไหนจังไหนเนี่ยสุดยอดดีกราที่คำที่นี่อันนี้เส้นหาเส้นชับให้มาพอเพียงอันนี้เส้นที่เทมาบรูพอเพียงทำตัวเล็กสุดเย็นพยายามเห็นเจสุโรกูงามาเป็นพี่เนี่ยเดียกูอันนี้ผิวดิเพียงมายาดูยังไงกันขันดอดีอาชีนี่อติขันดอมุยแต่แกรู้พี่เนี่ยเราไม่ชอบก็เป็นอย่างนั้นไม่สุยคริสโตพยาเรื่องนั้นก็ไม่มาตีขันใช่ไหมอาชีพที่ต้องมาโอ้สุยเราพอเพียงทำมาแต่ขันจริงละอย่างเงี้ยเสกคนเทมาไม่รู้พอเพียงทำอะไรสุยพี่เนี่ยติดจันอนาคตติดจันเนี่ยกูพิษเปรตเช่นงาลาดิวมาเช่นจันเนี่ยพิษเปรตเช่นงาลาดิมาหูพี่ส่งสิ่งเช่นงาลาตะดีสุริยพอเปียทานก็พี่เนี่ยติดจานเนี่ยอนาคตติดจานเนี่ยกูพิษเปรตพวกงาลาดำมาหูบูเลยที่สุดกันพี่ส่งสิ่งพวกงาลาเลยสุริยพอเปียทานส่วนขึ้นอย่างนี้สกัดดีจังไปกูอันรวยอยู่พี่เรามาชวนชวนเนี่ยพี่เนี่ยเดี๋ยวเราชอบก็จะไหนกันจะไม่สุริเทียนใจ对，你妈怎么想的呢？干嘛在看这那呢？谁很天嘛？毕业的将来，哪个的将来过？必须去钱啊！哪的历史不要跑别他来。地差不多，艺术片的哪钱哈？毕业的将来，哪个的将来过？面对必须去付哪的黑的表情路。毕业的将来，哪个的将来过？面对必须马双上来的个叫。面对故杀必须欺负阿拉的是表情的，但这技术不要，那我个在那对抗的，对抗前那片，毕业第二年，那个的将阿龙都过来的，必须开始了，讲啥的嘛对呀，第前那片就必须开始，那么的都第二个，这么多阿龙故杀，嘛进来的，古进的古都个进进来的。都进比前那片，毕业到阿鲁都个必须开的，面路必须是付阿拉的标签不对呢，面路个必须我们双上来多少，面路故啥必须是付阿拉钱皮的，是不是？讲啥个标签皮的，是那个就老抵抗嘛，把这么说的，家这看得懂，俺也是公开嘛，就讲不要去洗掉那。毕业第二篇，别读呢，偏不压路没压来，呼，听下来是，第三呢，随他千古看了多读单，今千古看了多读霹雳虎，讲啥啦的呢？看到的俺都做讲，今千古看了多读霹雳，俺都古毕业第二，今千嘛，运用到母语，所以跑表上来的。那讲，这那路地他不搞。毕业的将来，哪个的将来哈？艺术看到哈里边了，必须看的。毕业的将来，哪个的将来哈？艺术的把地个大人，这么路故事必须看来的是吧？地他不路的，这么路个必须不就杀的属人，别听啊必须来的是，这
ကယ်လားငရေရောက်ပါရင်ပြည့်စုံလို့ရမယ်ယေရှုတပါးကြီးတော့ပါရင်ပြည့်စုံခိုင်းတယ်ဆိုတာကလာတဲ့အခန်းကြီးတော့အနေစက်ကိုထဲမှာအတိအကျပေါ်ပြထားတယ်ဒါကြောင့်ပြည့်တော့ဘာလို့ပြည့်လဲဆိုရှင်နမတိအပိတာမန်တိတယ်နမတိအပိတာမန်တိရခါမှာယေရှုခံတော်ကိုတိုးဖို့ပေးထားခြင်းဖြစ်တယ်လိုက်လျှောက်တာပေးထားခြင်းမဟုတ်ဘူးလိုက်လျှောက်တာပေးထားခြင်းဖြစ်တယ်ဆိုပြီးခံယူခဲ့တယ်ဆိုတော့ငရေတော့ဘာလဲဆိုကလာတဲ့အခန်းတော့အနေနဲ့ဆက်ပြီးထဲမှာပြည့်တဲ့အကျင့်ကိုအမိပြုတော်သူရှိနေတယ်အကျင့်နဲ့ဆက်ဆက်ကြည်ဆိုပြီးတော့အတိအကျပေါ်တယ်ကဲဟုတ်နောင်တော့ရတဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်ဝင်ရမယ်ခရစ်ယာန်မျိုးစောကကိုယ့်ရဲ့ပိဋကယေရှုအသွေးတော်ကစီကြောသလားဒါမှမဟုတ်နောင်တော့ရကစီကြောသလားဆိုတာဇဝီဇဝဖြစ်နေကြတယ်ဆိုတော့ဆရာတော်ကြီးရဲ့ဆောက်ထဲမှာဘယ်လိုကြီးတယ်လဲဆိုရင်တခါတော့ယေရှုဖခင်ကသူ့ရဲ့တပည့်တော်ရဲ့ခြေထောက်ကိုစီးပြီးတဲ့အကြောင်းသူရေးထားတယ်။ဒီပြီးတော့ခြေထောက်စီးပြီးတော့ပြီးတော့လည်းရောက်လာတယ်။ဒါနဲ့ပြီးတော့ခြေထောက်ကိုစီးပြီးဖို့လုပ်တဲ့အခါမှာပြီးတော့ကဘာပြောလဲဆိုရင်ကိုတော်ကျွန်တော်ရဲ့ခြေထောက်ကိုမစီးပြီးပါနဲ့လို့ပြောလိုက်တယ်။ဒါနဲ့ယေရှုဖခင်ကပြီးတော့ကိုဘာပြောလဲဆိုရင်မင်းရဲ့ခြေထောက်ကိုငါမစီးဘူးဆိုရင်မင်းငါလည်းမဆိုင်တော့ဘူးပြောလိုက်တယ်။အဲ့ဒီမှာပြီးတော့ကဘာပြောလဲဆိုဟာဒါဆိုတော့ကျွန်တော်ချောတာမကောက်နေဟောခါလာကိုခိုးလို့ပါစီးပြီးတော့ဘာလို့ပြောလိုက်တယ်ဒါနဲ့ယေရှုကပြောလဲဆိုရင်မင်းရဲ့ခန္ဓာကိုအားလုံးဟာစီးတော်ပြီးသားဖြစ်တယ်ပြန်စီးစရာမလိုဘူးမင်းပြင်းတဲ့ခြေတော်ပဲစီးဖို့လိုတယ်ဆိုပြီးပြောလိုက်တယ်ဆိုတဲ့အကြောင်းတော့ရေးလိုက်ဆိုဒါပါဆိုလို့တည်းဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုအားလုံးဟာယေရှုတူတော့ပါစီးတော်ပြီးသားနားနဲ့ကျွန်တော်တို့မာရွန်းတဲ့အပြစ်အတွက်နောင်တရလူလေဆိုတာစမ်းစာထဲမှာဖော်ပြထားတယ်ဆိုတော့ကျွန်တော်တို့ကနောင်တရဟာကေတင်ချင်းချနိုင်တဲ့အစအထိတော့မိခုအားကိုလေတချို့ဖြစ်တယ်ကျွန်တော်ပြောမယ်ဒီတခါကူရခမဆက်ခုနှစ်ကျွန်တော်ကေတင်ချင်းစကိုစားခါစားမှာဘယ်နေရာမှာတက်တဲ့အမှုသမီးကြီးတယောက်ကကျွန်တော်တို့ကိုဦးဆောင်ခဲ့တယ်။အဲ့ဒီဦးဆောင်တော့သူဘယ်လိုလုပ်ရတယ်ဆိုရင်ကျွန်တော်ကိုဒူးထောက်ခိုင်းတယ်။ဒါနဲ့ကျွန်တော်ဒူးထောက်တယ်။ကဲမင်းတို့ဝန်ချဆိုတော့ကျွန်တော်ချင်းဘက်ကနေပြောတူချုပ်တယ်။ကျွန်တော်ကမြန်ဝန်ချတယ်စစ်တီးရဆိုတော့ကြောကချုပ်ပြန်တယ်။ဝန်ချတယ်ပြီးတော့စစ်တီးရဆိုတော့စပယ်ကပြန်ဆွဲရဝန်ချတယ်စစ်တီးရဆိုတော့ပြန်ဆွဲဆိုဝန်ချကိုလုံးတီးတယ်ဝန်ချတဲ့ခါကျတော့ခုတော့ခုံးမနေကြတော့ပါဘူးဆိုတော့အဲ့လိုပြောလိုက်တယ်နောက်ကျွန်တော်ကဒီချိန်ကချင်းခဲ့တယ်အဲ့ဒီချိန်မှာဆရာဝန်ကတော့တရားအဖြစ်အပစ္စည်းတော့ချင်းမရနိုင်တဲ့အကြောင်းအဲ့ဒီမှာတရားဟောခဲ့တယ်တော့ဘယ်လိုဟောလဲဆိုရင်သူ့မှာငါ့ဘုံဒီမှာရှိတယ်ခင်ဗျားကြောက်တူးတူးကိုကောက်ပြီးတော့ပေါက်ချလိုက်တော့မဖုတ်တဲ့မှာလေအဲ့ဒီတော့ကတည်သွားတယ်မင်းတော့ကြည့်ကြရတယ်တော့အဲ့ဒီတော့ရောဆရာမလို့ဘူးလားလေမင်းတို့တော့တာရအဲ့ဒီတော့ပိုင်ရှေကနေပြီးတော့မင်းကိုခွန်းလို့ဘူးဆိုတော့မင်းတော့ကတော့မရဘူးလေမာရုံတော့ပြီးတဲ့နောက်ပိုင်းမှာခုလိုချင်းဆိုတာကိုယ်ဘက်မှာမရှိတော့ဘဲနဲ့တစ်ဖက်သားမှာရှိပြီသူမျိုးကတော့ကျွန်တော်တို့အပြည့်လို့ရတဲ့ခါမှာကိုယ်ခွန်းလို့ပါဆိုပြီးအော်ဒါနဲ့ချင်းခွန်းလို့ရတာလားဖယားခင်ရဲ့ခွန်းလို့ချင်းရဆိုတာကျွန်တော်မားတယ်ဆိုပြီးအော်ဆိုနဲ့သူကခွန်းလို့တာမဟုတ်ဘူးအပိတာမန်လုံးရလေသိမှတာလေခွန်းလို့ချင်းရပြီးတယ်အပိတာနာကိုရှာဖို့ပါငါလာချင်းဖြစ်တယ်ငါကဒီလောက်ကြီးအပိလို့ဆိုင်မလို့ဘူးဆိုတဲ့ဟာဘယ်လိုပဲနောင်တာရဖယားခင်ကခွန်းလို့ချင်းမပြီးနိုင်ဘူးလေသူတော်ကောင်းများကိုခေါ်ဖို့ရငါလာချင်းမဟုတ်ဘူးအပိတာများကိုခေါ်ဖို့ငါလာချင်းဖြစ်တယ်လို့ပြောတယ်တော်အပိတာမှာလုံးရတဲ့တိမတာရင်ခွင့်ချင်းတွေကပေးတယ်ဆိုပြီးတော့ဖော်ပြထားတယ်ပြီးမှကျွန်တော်ကြီးတဲ့ဆောင်းထဲမှာကျွန်တော်အပိဆောင်ရေးခဲ့အာရန်ကိပြုလို့ရှိရင်
နော်ရှိထူလာတယ်နော်ရှိပြတဲ့ခါမှာအာဗြဟံဖြစ်ထူပြလာတယ်အာဗြဟံဖြစ်ပြတဲ့ခါမှာမောရှိဖြစ်လာတယ်မောရှိဖြစ်ပြတဲ့နောက်ပိုင်းမှာယေရှုဖျားဖြစ်လာတယ်ဒီနောက်ပိုင်းကျမှယေရှုဖျားကိုတက်တယ်မှာသိခံတယ်ဆိုတော့တွေ့ရကြမ်းတယ်မှာအာဗြဟံဖြစ်တော့အပြည့်ဖို့ဘယ်လိုလုပ်လဲဆိုရင်တနည်းမှာတစ်ခါသူ့တော်ကိုတက်ပြီးတော့ဖျားကိုပူဇော်တယ်ပူဇော်တဲ့လူကကောင်းတဲ့နိုင်ငံတော့မပူဇော်တဲ့လူကမရဲတော့မယ်နော်ရှိတော့လည်းတနည်းမှာတစ်ခါသူ့တော်ကိုတက်ပြီးတော့အဖြစ်တော့ပူဇော်တယ်ပူဇော်တဲ့လူကောင်းတဲ့နိုင်ငံတော့မပူဇော်တဲ့လူမရဲတော့မယ်အာဗြဟံဖြစ်တော့လည်းတနည်းတစ်ခါသူ့တော်ကိုတက်ပြီးတော့အဖြစ်တော့ပူဇော်လိပူဇော်ထရှိတယ်ဆိုတာကြားတာလည်းမတွေ့ရတယ်မောရှိဖြစ်တော့လည်းအဖြစ်လို့ဖို့တနည်းမှာသူ့တော်ကိုတက်ပြီးတော့ဖျားရှင်ကြီးမှာပူဇော်တယ်ပူဇော်တဲ့လူကကောင်းတဲ့နိုင်ငံတော့မပူဇော်တဲ့လူကမရဲတော့မယ်ဟုတ်ပြီဒါနဲ့ယေရှုဖျားဖြစ်တော့တဲ့ခါမှာဒီယေရှုဖျားဖြစ်မှာသူနဲ့ပူဇော်မယ်ဆိုရင်ဖျားခင်ကလက်မခံတော့ဘူးဘာကြောင့်လဲတကယ်သူကစစ်ဖြစ်တဲ့ယေရှုဖျားကိုယ်ကလောကကြီးထဲမှာတက်နေပြီသူနဲ့ပူဇော်လို့မရတော့ဘူးဒါဆိုယေရှုဖျားလည်းဟိုကတော့အတိခံတော့ဆိုရင်ယေရှုဖျားကအတိမခံဘူးစကူမကူကာလာဖြစ်တဲ့တော့ကြောင့်သူနဲ့တလူမရတော့ဘူးသူနဲ့ပူဇော်လို့လည်းမရဘူးယေရှုကိုယ်ကလည်းဟိုကတော့မှာအတိမခံဘူးစကူမကူကာလာမှာအပြည့်ချင်ရလာဖို့ကဘာလို့လဲဆိုတော့နောင်တတရားလူကြီးယောဟန်ကခိကျွေးလို့နောင်တရတော့ကောင်းတယ်ဒီလိုမျိုးရှိပြီးတော့ဒီယေရှုခိအနိတော့ဆက်တယ်တော့ရဲ့ကာလာအတွင်းမှာကဲရင်ချစ်တာကနောင်တရဘုရားခင်ကလမ်းဆုံးပြီးတယ်ဆိုတာစက်စားတယ်မှာတွေ့ရတယ်ဆိုဒီလေဝကတိုင်ပေါ်မှာယေရှုဘုရားသင်ခံပြီးတဲ့နောက်ပိုင်းမှာဆိုတော့နံပါတ်1ယေရှုကိုယုံကြည်ပါယေရှုကိုယုံကြည်ပါနံပါတ်2နောင်တရပါနံပါတ်3အတ္တပြောင်းလဲပါဆိုပြီးတော့စက်စားတယ်မှာတွေ့ရတယ်那种脑大不要说了，必须做成不来不，这种老表们，脑大不要个必须做成不来看没属于，这老路米多的必你是没，你米多了必你看，你这样就不爽嘞，但是脑大不要路西不啦，路西的，那么你。必马了，必阿龙西周不样的，中国人路说了，讲啥的嘛，对呀的，比如前面耶稣对着来打戏的，那种耶稣的比图古巴标的水，人家看到过阿龙西周比大比的，你比你的知道那个西部路的属于标的，这到多了看到过阿龙西周前下水的，耶稣对着阿平平的说，主要对他们。ကျွန်တော်မလေးရှားမှာနေတုန်းကလူငယ်ပြောကျွန်တော်စီမံလာတယ်ပြောပါပြောတယ်ဆိုရင်ဆရာကျွန်တော်စစ်တူမှာလုပ်တယ်ဘူလာပါလာလူငယ်နဲ့အလုပ်လုပ်ကြတယ်ဒါနဲ့ဒီဘူလာပါလာလူငယ်နဲ့ကျွန်တော်ကပြောတယ်ဆိုရင်မင်းတို့ခရီးလာပြီးကောင်းတဲ့နိုင်ငံတော့ပေါ်လွယ်လွယ်ကြီးလေးတော့လို့ပြောတယ်တဲ့အပြည့်လို့လိုက်နောက်သားရလိုက်အပြည့်လို့လိုက်နောက်သားရလိုက်အင်းတို့လည်းကောင်းတဲ့နိုင်ငံပြုလို့ရလို့လို့ပြောတယ်အဲ့ဒါဘယ်လိုဖြစ်ရှင်းမလဲဆိုရင်ကျွန်တော်ကိုမေးတာအဲ့ကျွန်တော်တို့ကပြောတယ်ဆိုအပြည့်လို့လိုက်နောက်သားရလိုက်အပြည့်လို့လိုက်နောက်သားရလိုက်ဒါနဲ့ကောင်းတဲ့နိုင်ငံကျွန်တော်တို့ရောက်တာမဟုတ်ဘူးအပြည့်မဟာအပြည့်ကြီးကယေရှုကစီးတော်ပြီးသားဖြစ်လို့အပြည့်လို့လိုက်နောက်သားရလိုက်ဆိုတာကဒီမောတော့အရာဖြစ်တော့ကြောင့်ဒါကခုချင်းရနိုင်တယ်နောက်သားရကဒီဒီမောတော့အရာကျွန်တော်တို့လူလိုက်တဲ့အပြည့်ကပြီးတော့လူဖို့သူဆောင်းဆောင်ပြီးနိုင်တယ်မဟာအပိဟာယေရှုဖရာရဲ့အတီးတော်ကစီးတော်ပြီးသားဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သူ့ကိုကျွန်တော်ရှင်းပြလိုက်တယ်အခုပေါ်လူရဲ့အတ္တကိုကြည့်အောင်ပေါ်လူရဲ့အတ္တကြည့်မယ်ပေါ်လူဟာနောင်တရပြီးတော့ယေရှုဖရာကိုလက်ခံတာမဟုတ်ဘူးသူဟာဓမ္မတက်မြတ်ကိုတော်တယ်ဘာလို့ဖို့တော်တယ်ဆိုရင်ခရစ်ယာန်ကိုညှင်းဆဲဖို့စာတော်လို့တော်နေတယ်ချိန်မှာဘုရားတော်ကလာမှာ
ပြီးတော့လဲတော့တယ်ဆိုတော့ကျမ်းစာထဲမှာတွေ့ရတယ်။ဒါနဲ့ပေါလုကအတန်တခုကြားတယ်။တင်လာတဲ့သူလဲဆိုပြီးတော့ယေရှုဖခင်ကတင်ရင်စေတော့ငါယေရှုခရစ်ဆိုပြီးတော့ပြန်ထုတ်လိုက်တယ်။အဲ့ဒီချိန်မှာပေါလုကယေရှုဖခင်ကိုကယ်တင်ပိုင်ရှင်နဲ့လက်ခံတယ်ဆိုတာကျမ်းစာထဲမှာတွေ့ရတယ်။ဒါကြောင့်ပေါလုရဲ့အသက်တာကိုကြည့်တာနံပါတ်1နောင်တရတာမဟုတ်ဘူးယေရှုဖခင်နဲ့တွေ့တယ်။နံပါတ်2မှာပါတွေ့ရတယ်ဆိုရင်ယေရှုဖခင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာနောင်တရလာတယ်ဆိုတာတွေ့ရတယ်။ဒါယေရှုဖခင်နဲ့တွေ့ရပြီးတဲ့နောက်ပိုင်းမှာနောင်တရလာတယ်တော့ပြီးကနောင်တရလာတယ်ဒီလိုပဲမနမတော့ဘာလာမလဲဆိုရင်သူ့ရဲ့အသက်တာကပြောင်းလဲတော့လေဆိုတာစံထားထဲမှာတွေ့ရတယ်။ဘာလို့ပေါလုကနောင်တရပြီးတော့ယေရှုရဲ့ခန္ဓာမဟုတ်ဘူး။ယေရှုဘယ်ရတဲ့အရင်တွေ့ရပြီးမှနောင်တရပြီးမှပြောင်းလဲတယ်။ပြီးမှရခဲရတဲ့တာကိုကြည့်ရအောင်။ရခဲတာလေနောင်တရပြီးတော့ယေရှုဘုရားကိုလက်ခံမှာမဟုတ်ဘူး။ဒီလိုခေါင်းမှာယေရှုဘုရားကြွလာတယ်ဆိုတာရခဲကကြားတဲ့ခါမှာယေရှုကိုမြင်ချင်တဲ့ခါမှာတော့အရပုနေတော့မမြင်နိုင်တဲ့ခါမှာတင်မောပန်းပင်ပေါ်မှာတက်တယ်ဒါနဲ့ယေရှုဘုရားကရခဲဆင်းလာတဲ့မင်းမမှာတင်းနေဆိုပြီးတော့ပြောတယ်ဆိုတာကျမ်းစာထဲမှာတွေ့ရတယ်ဆိုတော့ရခဲကတော့တော့လာပြီးယေရှုလက်ခံတော့ဘူးနံပါတ်1ယေရှုဖယားနဲ့တွေ့တယ်ပြီးတော့သူကအခုခံလူရောက်ဖြစ်နေတော့သူနဲ့ပစ္စည်းမတရားဖြစ်ကောက်ခံနေတဲ့လူရောက်ဖြစ်တော့သူဘာဖြစ်လာတယ်ဆိုရင်နောင်တရလာတယ်ပြီးတော့ဘယ်မှာသူနဲ့ပစ္စည်းကိုမတရားဖြစ်ငါသိလို့သိတယ်ဆိုတော့လေးစားပြန်တော့တယ်ဆိုပြီးတော့သူပြောလိုက်တော့သူရဲ့အသက်တာပြောင်းလဲတော့တယ်ဆိုတော့တွေ့ရတယ်တော့ပေါ်လို့ကနောင်တရပြီးယေရှုဘယ်လိုခန္ဓာမှာကိုယေရှုနဲ့ယဉ်တွေ့တယ်ရခဲကနောင်တရပြီးယေရှုနဲ့တွေ့တာကိုယေရှုနဲ့ယဉ်တွေ့တယ်ပြီးမှနောင်တရတယ်ပြီးတော့ဘက်မှာတမန်တော်ဆင့်နပါရဲ့အသက်တာကြီးတမန်တော်ဆင့်နပါအသက်တာပြန်ကြည့်ချက်နောင်တရပြီးတော့ယေရှုဘုရားနဲ့တွေ့တာမဟုတ်ဘူးယေရှုနဲ့ယဉ်တွေ့ကြတယ်ပြီးမှနောင်တရတယ်ပြီးတော့တက်တာပြန်လဲတော့ဆိုတာတွေ့ရတယ်ဓမ္မဆရာမြတ်များဆိုတာသူအတင်းကိုတင်းတော့နောင်တရခိုင်မိုးခိုင်ဒါနဲ့ကဲချင်းစစ်ချောင်းကြတယ်ဆိုတော့သူခိုင်ကြတယ်ခရစ်ယာန်ဓမ္မတိချေတယ်ဘယ်လိုဆိုလဲဘယ်လိုပဲမြည်ကြကြအပစ္စည်းတော့ချင်မရနိုင်ဘူးယေရှုသူ့တော်ကလို့အပစ္စည်းတော့ချင်တယ်ဓမ္မချင်းတယ်တော်တော်တိစုကြတယ်နောင်တရကအပစ္စည်းတော့ချင်မပေးနိုင်ဘူးဆိုတာကျွန်တော်သိထားရမယ်ကဲအခုကဲတင်ချင်းရတဲ့ပတ်သက်လို့ကျွန်တော်ဆက်ပြီးလာမယ်။ကျောင်းစာဘာပြောတယ်ဆိုရင်ရောမခန်းကြီးတော့အနေ24ထဲမှာယေရှုခရစ်ယူနုတော်မူသောအဖြစ်အဖို့ကိုမပေးပဲဘုရားခင်ကြီးကျေးဇူးတော်ကြောင့်ဖြတ်ဝရသူရောက်လာကြ၏ဆိုပြီးတော့ဖော်ပြထားတယ်။ကဲတင်ချင်းတော့ဟိုရအဖို့ကကျွန်တော်တို့ဘက်ကပေးရှာမလို့တဲ့အကြောင်းကျောင်းစာထဲမှာတည်လဲဖော်ပြထားတယ်တချို့အမျိုးချင်းတယ်ဆိုရင်ကင်းချင်းလာဖို့ကောင်းကင်နိုင်ငံရောက်ဖို့ကယေရှုရဲ့ခြေရာကိုလိုက်ဆောင်မယ်ယေရှုကတော့အကျင့်ကောင်းချင်တော့ကောင်းကင်နိုင်ငံရောက်မယ်ဆိုလို့ထင်တဲ့လူအများကြီးရှိတယ်။ရှာရင်တော့ဘယ်လိုကြီးတာခါတယ်ဆိုရင်ယေရှုခရစ်နဲ့လူတောင်းရဲ့ကွာဟမှု6ချက်လူကြီးခါတယ်။အဲဒီ6ချက်ကပါလဲဆိုရင်နံပါတ်1ယေရှုခရစ်ဟာမွေးမွေးချင်းအပြစ်ဘာမှမပါဘူးတဲ့တင်လာမွေးမွေးချင်းအပြစ်ဝပါလေနမနီယေရှုဘုရားတီးပြီးတော့3ရက်မြောက်တော့ဒီမှာရှင်ပြန်ထမြောက်တယ်တဲ့တင်လာတီးပြီးတော့3ရက်မြောက်တော့နေ့မှာတကျူချင်းခံရတယ်တဲ့နံပါတ်3ယေရှုဘုရားဟာဒီပေါ်မှာလမ်းလျှောက်လို့ရတယ်တဲ့တင်လာဒီပေါ်မှာလမ်းလျှောက်လို့မရဘူးတဲ့နံပါတ်4ယေရှုဘုရားဟာရေပေါ်လေးဆက်ဆောရှောင်လို့ရတယ်တဲ့တင်လာရေပေါ်လေးဆက်ဆောရှောင်လို့မရဘူးတဲ့နံပါတ်5ယေရှုဘုရားရဲ့ဖခင်ဟာတိုင်ရှိတော်ဝင်တော့ဘုရားဖြစ်တယ်တဲ့တင်နဲ့ဖခင်ဟာ
လောကဖခင်ကြီးဖြစ်နေတယ်နံပါတ်6ယေရှုဖခင်ဟာလောကတစ်ခုလုံးရဲ့အပြစ်ကိုတင်လိုက်တော့သူဖြစ်တယ်တင်ဟာတင်ရဖြစ်တော့မှတင်လိုက်တော့သူမဟုတ်ဘူးတဲ့အဲ့တော့တားလာတင်တဲ့ယေရှုဖခင်ရဲ့ဘဝဟာကွာဟတဲ့အတွက်ကြောင့်ဒါကြောင့်ယေရှုဖခင်ကငါတို့ကိုကျင့်ကောင်းကျင့်ပြီးတော့ငါချီရကိုလိုက်လျှောက်ပါဆိုပြီးမှပြောခဲ့တယ်ငါကိုယ်လိုက်ပါတော့ထာဝရအသက်ဒီအခမဲ့ဖြစ်ပြီဆိုပြီးတော့ခင်ဗျားကျွန်တော်ကိုခေါ်ဖိတ်နေတယ်အဲ့ဒီပြောတဲ့ခါမှာတချို့ခရီးတွေကသူဒီချက်တစ်ခုထဲနဲ့ကောင်းကင်နိုင်ငံရောက်မယ်ဆိုတော့လွယ်လွယ်နဲ့မဖြစ်နိုင်ဘူးဆိုပြီးငင်းခုန်ကြတယ်ကျွန်တော်ပြောမယ်ကျွန်တော်ချင်းလူမျိုးများဟာတားကြီးဆုံးလို့အငယ်ဆုံးကနောက်ဆုံးမှအမွေခံကြတယ်မိဘကကြီးမားတဲ့တိုက်တလုံးကိုဆောက်ထားတယ်သူဆောက်နေတဲ့အချိန်မှာတားကြီးဆုံးလို့အငယ်ဆုံးကပြင်တစ်ချက်မှမမကိုနိုင်ဘူးကိုယ်တခဲမှမမကိုနိုင်ဘူးဒါမဲ့အယုံရောက်တဲ့ခါမှာအဲ့ဒီတိုက်ကအလူအလောက်နဲ့သူ့တားကြီးဆုံးလို့အငယ်ဆုံးကအမွေခံလိုက်တယ်သူကအဲ့ဒီတိုက်ကြီးအမွေခံဖို့တအားလွယ်တယ်ဒါမဲ့ဆောက်လိုက်တဲ့မိဘတို့လူအမလို့ဘူးသူနေတော့ခင်ဗျားနဲ့ကျွန်တော်ကကောင်းကင်နိုင်ငံရောက်ဖို့ကတအားလွယ်ဒါပေမဲ့လေဝါကတိုင်မှာအတိခံလိုက်တဲ့ယေရှုဖခင်တို့လူအမလို့ဘူးယေရှုဖခင်ကလေဝါကတိုင်မှာခင်ဗျားနဲ့ကျွန်တော်တို့အဖို့အခါကြီးမားတော့အဖို့အခါတိုင်းတာလို့မရတယ်နိုင်စားလို့မရတယ်ကြီးမားတော့အဖို့အခါပြီးတဲ့တော့ခင်ဗျားနဲ့ကျွန်တော်ကအခမဲ့အနေနဲ့ထာဝရတဲ့ရချင်းဖြစ်တယ်ဆိုတာကျွန်တော်သိထားမယ်ကျွန်တော်တို့ငယ်ငယ်တော့စင်ကစားနေကြတယ်စင်ကစားတဲ့ခါမှာရှိစရာပြောတာတောင်းဝင်တယ်လူရလိုက်ရပြောတာတောင်းဝင်တယ်တပြရလိုက်ရပြောတာတောင်းဝင်တယ်နောက်ဆုံးပြောတာတောင်းဝင်တယ်ရတာလေလာတာဒီတော့တောင်းဝင်တယ်ဆိုတော့တရားတာပြောဝင်တယ်တရားတာပြောတာဝင်တယ်ဝါလာတခြားဘုံလိုက်ယူတခြားတဲ့ကောငါတော့မှကြံနေရတယ်ပြန်ပြန်လာပြီးတော့နိုင်ဆိုတော့လည်းခါမှာသူတရားနိုင်ချင်တာအားလို့နိုင်ချင်ပြီသူလည်းကောင်းကြီးဆိုကြတာဒီဘာလဲမှာငါနိုင်ဆိုတာကယုံကြည်သူအားလို့နိုင်ချင်ပြီခင်ဗျားကလည်းဆရာမဟုတ်သူအားဖြင့်ယုံကြည်သူအားလို့အဲ့ဒါရပါပြီဒီလိုမလုပ်နိုင်ဘူးဒါမှမဟုတ်ဟာကိုကျတဲ့လည်းပါမှာဖြစ်နေခင်ဗျားတို့ခင်ရတော့ဒီဆိုရဲ့နိုင်ချင်တာခင်ဗျာအတော့တူမရဘူးဆိုတာကြားစားတယ်မှာတွေ့ရတယ်ကဲဆက်ပြီးတော့ကဲဒီချင်းရမယ်ပေါ့တပြီးတော့ကျွန်တော်ဆက်ရှင်းပြမယ်မြင်းတော်ရှိတယ်အဲ့ဒီမြင်းတော်ရဲ့ကျောင်းမှာဝန်ထုဝန်ပူးကြီးတင်ထားလိုက်တယ်ပြီးတော့ဘာမှကျိုးနဲ့ချီထားတယ်ဆိုတော့အဲ့ဒီကျိုးကလူတွေကမဖြီးပြီးလို့ဆိုရင်တွားနဲ့သူဖြီးလို့လည်းမရဘူးသူ့ဝန်ထုကတွားနဲ့သူချလို့လည်းမရဘူးညအိခါမှာလည်းဒီဝန်ထုဝန်ပူးနဲ့ရမယ်ကဲတော့ကြောင်ဘယ်သူမှမဖြီးပြီးဘူးသူ့ဝန်ထုနဲ့ကဲတော့ကြောင်ဘယ်သူမှမဖြီးပြီးဘူးသူ့ဝန်ထုနဲ့ဆိုတော့အဲ့ဒီမြင်းနဲ့ဝန်ထုနဲ့ကွာနိုင်ဖို့ဘာလို့လဲဆိုလူတွေကဖြီးပြီးမှတယ်အဲ့ဒီဝန်ထုဝန်ပူးတဲ့သူလွတ်ချင်ရတယ်သူလည်းတော့ကျွန်တော်တို့ရှိတယ်ဝန်ထုဝန်ပူးကြီးကအားရင်းနောက်တော့လူတိုင်းကအဲ့ဒီဝန်ထုကိုမကြိုက်လို့ခါချတာဘုရားဘာသာများကဘယ်လိုခါချတယ်လဲဆိုတနည်းမှာတခါဒီရောပွေးလို့လေအဲ့ဒီဒီရောပွေးတယ်မှာဒီကစီတော့တယ်စီနေအပိခါချတယ်ဒါလည်းခါချလို့ရတာလားတန်းစားကမရဘူးလို့ပြောတယ်ပြီးတော့ဘယ်မှာ7 day စနေနေ့ကခါချတယ်ဘယ်လိုခါချတယ်လဲဆိုရင်စပတ်ဆုံးချင်ခါချတယ်မကြောက်ဘူးဝတ်သားစားချင်ခါချတယ်မကြောက်ဘူးကဲကောက်ထုတ်ရတဲ့တော့ကမာရတဲ့ခါချတယ်မကြောက်ဘူးသူတို့ဖုန်းရှိမှာအာဘဖြစ်ပြီးတော့ခါချတယ်မကြောက်ဘူးကဲเป็นก็เสร็จประมาณนี้แต่ชาวบ้านสกัดขาชาเลยจีจะก้าวไปขาชาเลยจ้าบ้ามาจ้า
ရင်းချတဲ့ခါချတယ်လို့ခါချနောက်တာရပြီးခါချတယ်လို့ခါချကြတော့မကြနိုင်ဘူးခါချလို့မရမြင့်တဲ့ကောင်ရဲ့ဝန်ချုပ်ဝန်ပူများလူမျိုးကကျိုးကိုဖြီးပြီးတော့ဝန်ချုပ်ကြီးကိုချပြခါချမှာမြင့်တဲ့ဝန်ချုပ်ကကွာလို့ရတယ်ကျွန်တော်ရပြတာယေရှုဖျားကိုလည်းကပဲဖြီးပြီးနိုင်တယ်ဆိုတာကျမ်းစာထဲမှာတွေ့ရတယ်ကျမ်းစာဘယ်လိုပြောထားတယ်လဲဆိုရင်နိတိအခန်းကြီး1ငယ်29ထဲမှာဘုရားခင်ဒီငါတို့ကျင့်တော်အကျင့်ကိုထောက်တော်မူရှိကကာလမရောက်မီယေရှုခရစ်အားဖြင့်ငါတို့ကိုကိုယ်တော်တိုင်ကြံစီတော်မူသောကျေးဇူးတော်နဲ့အညီငါတို့ကိုကယ်တင်၍တန်ရှင်းသောအရာ၌ခေါ်သွင်းတော်မူ၏ဆိုပြီးဖော်ပြထားတယ်ဘုရားခင်ဒီငါတို့ကျင့်တော်အကျင့်ကိုထောက်တော်မူငါတို့ကောင်းတယ်မကောင်းတဲ့အပေါ်မှာကျင့်ပြီးတော့ကယ်တင်ပေးတော်မူဆိုပြီးကြံစာထဲမှာဖော်ပြထားတယ်ပြီးမှဤဖက်ခံကြီးအငယ်ရှိကိုထဲမှာဘယ်လိုဖော်ပြထားတယ်ဆိုရင်ယုံကြည်သောအဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်လာ၏ကိုယ်လိုလည်းရောက်ပြီးမှဘုရားခင်တနာတော်မူရာဖြစ်သည်ကိုယ်သူကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်ပြီးမှဒုဖြစ်အဘေတူရဝါကျော်စရာအခွင့်မရှိဆိုပြီးဖော်ပြထားတယ်သာဝတ္တဆိုတာကလက်စောင့်နေပေးထားခြင်းဖြစ်တယ်ဒီယောဘခန်းကြီး6ငယ်23ထဲမှာဘယ်လိုဖော်ပြထားတယ်လဲဆိုရင်အပိတရား၏အခါကတီချင်းပေသည်ဘုရားခင်ပြီးတော်မူသောဆုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်သာဝအသက်ပေသည်ဘုရားခင်ပြီးတော်မူသောဆုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်သာဝအသက်ဖြစ်တယ်ဆိုပြီးတော့ကျမ်းစာထဲမှာအတိအလင်းဖော်ပြထားတယ်။ဒီခန်းကြီး20ထဲမှာဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သူသမီးကလာခဲ့ပါဟုဆိုကြ၏ကြာတော်သူကလည်းလာခဲ့ပါဟုဆိုပါစေရည်မတော်သူဒီလာပါစေအလူရှိတော်သူဒီအဖိုးကိုမပြီးမဲ့အတိတ်ကြီးကိုယူပါစေဆိုပြီးတော့ဖော်ပြထားတယ်အခမဲ့နဲ့ပေးထားခြင်းဖြစ်တယ်ဘာလို့ဘုရားခင်ကသာဝတ္တကိုအခမဲ့နဲ့ပေးတယ်ဆိုရင်မွေနဲ့ဝေလူရခဲ့နေဆိုရင်ချမ်းသာတဲ့လူတွေကောင်းတဲ့နိုင်ငံတော့မယ်စင်ရတဲ့လူကောင်းတဲ့နိုင်ငံမလားဘူးတရားမျှတမှုမရှိဘူးကဲပညာရှိတဲ့လူကောင်းတဲ့နိုင်ငံတော့မယ်ပညာမဲ့တဲ့လူငယ်တော့မယ်ဆိုရင်တရားမျှတမှုမရှိဘူးကိုယ်တည်းကောင်းတဲ့လူကောင်းတဲ့နိုင်ငံတော့မယ်မချစ်ပါတဲ့လူငယ်တော့မယ်ဆိုရင်ဘယ်သူမှကောင်းတဲ့နိုင်ငံမရောက်နိုင်ကြဘူးဒါကြောင့်ဘုရားခင်ကတရားမျှတတော့ဘုရားဖြစ်တော်ကြောင်းငါကိုယုံကြတော့ငါကိုယုံကြည်လို့ရှိရင်တော့သာဝတ္တဒီအခါပဲဖြစ်ပြီးဆိုပြီးတော့စင်ရဆုံးတော်ကိုကောင်းတဲ့နိုင်ငံဝင်ရမယ်ချမ်းသာဆုံးတော်ကိုကောင်းတဲ့နိုင်ငံဝင်ရမယ်ပညာရှိတဲ့လူတွေကောင်းတဲ့နိုင်ငံဝင်ရမယ်ပညာမဲ့တဲ့လူတွေကောင်းတဲ့နိုင်ငံဝင်ရမယ်ခုနကရှိတော်ကိုကောင်းတဲ့နိုင်ငံဝင်ရမယ်ခုနကမရှိတဲ့လူတွေကောင်းတဲ့နိုင်ငံဝင်နိုင်ဘူးလားလူကလူကောင်းတဲ့နိုင်ငံဝင်နိုင်ဘူးလားယုံကြည်ချက်ကိုကိုယ်တောင်းတယ်ဟုတ်ပြီယုံကြည်ချက်ကိုလည်းတော့ဆိုအားလုံးကောင်းတဲ့နိုင်ငံတော့ကလားမရောက်ဘူးအခါနဲ့ဖြစ်တဲ့အကြောင်းဟောလီမဂျုံလီမြင်းဆန်လီအဲ့လိုဖြစ်ကြတယ်ဒါကြောင့်ဒီကေတင်ချင်းရဆိုတာဖလားခင်ကအခါနဲ့အနေနဲ့ပြေးထားခြင်းဖြစ်တယ်ဒီဓမ္မစာကြည့်တဲ့ပါကဘယ်လိုတရားဟောတယ်ဆိုရင်ကေတင်ချင်းကကိုကတော့ကျူစားရမယ်ပြီးမှယေရှုကတော့ကျင်တယ်ကိုကတော့ကျူစားမယ်ယေရှုကတော့ကျင်တယ်ဒါနဲ့စာရေးဆရာများမှာလူကြီးတည်းဆိုလို့ရှိရင်ကိုကတော့ကျူစားမယ်ဖျားကတော့ကျင်နေဆိုတာမဖြစ်နိုင်ဘူးလေဘာကြောင့်လဲဆိုရင်လူသားလုံးဟာယဉ်ညင်းတဲ့လူကြောင့်မတူတယ်တဲ့ကဲတင်နဲ့လူတယောက်မရှိဘူးဆိုတော့လူကြတာမရှိဘူးဒါကြောင့်ကင်းချင်းရဆိုတာကကိုကတော့ကျူးစားမယ်တော့ယေရှုကကဲတင်နေဆိုတာမဖြစ်နိုင်ဘူးယေရှုကကဲတင်နေအခါမဲ့နေပေးထားခြင်းဖြစ်တယ်ဆိုတာကျွန်တော်ဝင်လာချင်ပါတယ်အခုကျွန်တော်ဒုတိယမိဖို့ချက်အကြောင်းကိုကျွန်တော်ရှင်းပြမယ်
ဒုညဝိဖောမှာကောင်းတယ်တော့မဲဆိုပြီးတော့ယေရှုခရစ်ကမြင်မှာခဲ့ဆိုတော့ဒုညဝိဖောဆက်ဆိုတာဘာလဲဆိုတော့ခရစ်ယာန်ကနားမလည်ဘူးသဘောမပေါက်ဘူးဒါတော့ကျွန်တော်တင်သားပေးတဲ့နေရာမှာမင်းရဲ့ဒုညဝိဖောဆက်ဆိုတာဘာလဲဆိုပြီးမိတဲ့အခါမှာအမျိုးမျိုးဖြေဆိုကြတယ်မှန်လို့ကမရှိတော့ဖြစ်နေတယ်ဒါတော့ကျွန်တော်ဒုညဝိဖောဆက်တောင်းကျွန်တော်ဝင်ရမယ်ဆိုတော့ဒုညဝိဖောဆက်ဆိုတာကပထမဝိဖောဆက်နဲ့မပြီးမချင်းဖြစ်နေတယ်ပထမဝိဖောဆက်ကဘယ်သူရဲ့ကျူးစာခြင်းလဲဆိုရင်မိခင်ရဲ့ကျူးစာခြင်းအဲ့လူတယောက်ကကျွန်တော်လည်းမိခင်ဘုန်းထဲကထုံးမဲ့ချင်းမှာမိခင်ကလည်းကျူးစာကျွန်တော်လည်းသိကကျူးစာလို့ဆိုတော့ဒီလိုကတော့ဤကနာမှုကပြောချင်းဖြစ်နေတယ်ပထမဝိဖောဆက်ကမိလာတဲ့ခရီးရဲ့ကျူးစာခြင်းမပါဘူးမိခင်ရဲ့ကျူးစာခြင်းတစ်ခုကြောက်ပါတယ်မွေးလိုက်ခြင်းဖြစ်တယ်။ဒီဒုတိယဝိဖောခြင်းဟာလေထုံးရအောင်ပါတယ်။ယေရှုခရစ်တော်ကလည်းဘောကတိုင်မှာအတိခံလို့ကျွန်တော်တို့ကကဲတဲ့ခြင်းရခြင်းပါဖြစ်တယ်။ပထမဝိဖောဟူတာမိခင်ရဲ့ကျူးစာခြင်းလို့လေဒုတိယဝိဖောဟူတာခရစ်တော်ရဲ့ကျူးစာခြင်းလို့လေဆိုတာကျွန်တော်တို့သိထားမယ်ခုနပြောတယ်ပထမမွေးဖို့ရမိခင်ရဲ့တစ်ခါကျူးစာကိုယ်ရဲ့တစ်ခါကျူးစာဆိုတော့ဒါမဟုတ်တာဖြစ်နေပြီထိုနည်းကတော့ဒုတိယမွေးဖို့ရယေရှုရဲ့တစ်ခါကျူးစာကိုယ်ရဲ့တစ်ခါကျူးစာဆိုတော့ဒါဟာမဟုတ်တာဖြစ်သွားပြီဒါကြောင့်ဒီဒုတိယမွေးဖို့ခြင်းဆိုတာယေရှုဖခင်ရဲ့ကျူးစာခြင်းအပြင်ပါရင်ဒုတိယမွေးဖို့ရတယ်ဆိုတာကျွန်တော်တို့သိထားရမယ်မိမိရဲ့ကျူးစာခြင်းမပါဘူးဆိုတာကိုသိထားမယ်။ထာဝရတဲ့ဟာယေရှုခရစ်တော်အဖြစ်ဖခင်ကအခမဲ့ပေးထားခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့သိထားရမယ်။အခုကျွန်တော်ဂျေဇုတရားကြောင့်ကိုကျွန်တော်ဆက်ပြီးတော့ဝင်ငါတော့မယ်။ဖခင်ရဲ့ဂျေဇုဟာဘယ်လောက်ထိနဲ့ရှိုင်းပြီးတော့ဘယ်လောက်ထိကျေပြန့်တယ်ဆိုတာကိုကျွန်တော်ဆက်ပြီးတော့ဝင်ရတော့မှာဖြစ်ပါတယ်ဆိုတော့ကျန်းစာဘယ်လိုလဲပြောတယ်ဆိုရှင်ဒီတစ်ဂျွန်ခန်ဒီတစ်ငယ်ခွန်ဒီထဲမှာဘုရားခင်တာတော်ယေရှုခရစ်အတူတော်ဒီငါတို့အပြစ်ရှိသမျှကိုရှင်းကြောတော်မူ၏ဆိုပြီးတော့ဖော်ပြထားတယ်ဆိုတော့အပြစ်ကကျွန်တော်ပြောတယ်လို့အပြစ်က၄မျိုးလောက်ရှိတယ်ကိုချင်းတဲ့ကြောင့်အပြစ်ဆိုတာရှိတယ်ပြီးတဲ့နောက်ပိုင်းမှာစိတ်နှလုံးသားအပြစ်ဆိုတာရှိတယ်ပြီးတဲ့နောက်ပိုင်းမှာကောင်းတော့ခြင်းကိုတည်ရတဲ့မကျင့်လိုက်တဲ့အပြစ်ဆိုတာရှိတယ်ပြီးတဲ့နောက်ပိုင်းမှာအာရုံရှိကရတဲ့အပြစ်ဆိုတာရှိသေးတယ်အဲ့လိုအပြစ်များပြားလာတဲ့ဒီအပြစ်များကိုကျမ်းစာမှာပြောတယ်လေဘုရားခင်တာတော်ကြီးရှုခရစ်အတူတော်ဒီငါတို့ရှိသမျှတော့အပြစ်အလုံးကိုရှင်းတော်မူ၏ဆိုပြီးတော့ဖော်ပြထားတယ်ယေရှုခရစ်ကိုယုံကြည်ပြီးတော့ကယ်တင်ပိုင်ရှင်အနေနဲ့ယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာဒီအပြစ်အလုံးဟာရှင်းတော်လိုက်တယ်တဲ့ကျမ်းစာပြောတယ်ဒီမှာအပြစ်အလုံးရှင်းတော်လိုက်တယ်ဘုရားခင်ကမမတ်ထားတော့ဘူးတဲ့အကုန်လုံးရှင်းတော်လိုက်တယ်ဆိုပြီးတော့ကျမ်းစာထဲမှာတွေ့ရတယ်အပြစ်အလုံးကိုရှင်းတော်ပြလိုက်တယ်ဟုတ်ပြီဒါဆိုတော့ဒီလူတယောက်က1990မှာမွေးတယ်အခုရောက်နေတာက2025အချိန်ရောက်နေတယ်ဒီကြားကာလမှာပြစ်မှားတဲ့အပြစ်အလုံးကိုယေရှုဖခင်ကိုယုံကြည်ရတဲ့အကုန်လုံးရှင်းတော်ခြင်းခံရတယ်ကျမ်းစာမှာပြောတယ်ဆိုရင်ယေရှုကံဒီကငယ်ဆက်ရှိတယ်မှာဘယ်လိုပေါ်ပြထားတယ်ဆိုရင်တင်းဤအပြစ်ဒီကတိပါနေနဲ့နေနေတော့လေမူပွင့်တယ်ဖြူစင်တော့ကိုမှာပေးနေဆိုပြီးတော့ကတိပေးထားတယ်ဆိုတော့ယေရှုဘယ်ကိုယုံကြည်လိုက်တာလဲအပြစ်ရှိတဲ့အားလုံးကိုရှင်းတော်တယ်ကျမ်းစာပြောတယ်ဒါခရစ်ယာန်များတို့ကလက်ခံဖို့မခေရင်ဘူးအားလုံးဒီပါက
ကျွန်တော်မှလည်းပြထားယေရှုခရစ်ရဲ့အတူတော်ကစီးတော်တယ်ဆိုပြီးတော့လက်ခံနိုင်ကြတယ်နောက်ပဲမလက်ခံနိုင်တာကဘာလဲဆိုတော့ကဲဒီထက်ပိုင်းမှာအပြစ်တစ်ခုလုံးမြင်တော့ဒါဆိုရင်ဒီဒီဆိုတော့နှစ်ဖြာလာတစ်ခုအပြစ်တစ်ခုလုံးမြင်တော့တစ်ဖက်ကအပြစ်လုံးမြင်တော့နောက်တော့မှအပြစ်လုံးမြင်တော့ကိုယ်ကလည်းငါတော့နေမှာဆိုတာကခရစ်ယာန်ရဲ့ပြတ်နာဖြစ်နေဆိုတော့ဒီချာကလာအတွက်ဖျားခင်ကအာမခံချက်ကောင်းပေးထားတယ်ကဲဘူရာဘာတရားကိုမေးခင်ဗျာဒီလိုရှင်ဘယ်တော့မှလည်းမလိုက်သူမသိဘူးဘာကြောင့်လဲဆိုတော့သူဖျားကအာမခံချက်မပေးဘူးမူဆလတဲ့ကိုမေးခင်ဗျာပြင်တယ်တော့လေကျွန်တော်မသိဘူးဘာကြောင့်လဲသူဖျားကအာမခံချက်မပေးဘူးခရီးတော်ပြောပြီးခင်ဗျာဒီလိုရှင်တယ်တော့လေကျွန်တော်လည်းမသိဘူးဆူးရှင်တော့အဲ့ဒါပြတ်လာဖြစ်နေပြီတခြားလူတွေကငါပြင်တယ်တော့လေဆိုတာမသိခင်မှာမပြောနိုင်ဘူးဘာကြောင့်လဲဆိုတော့သူတို့ဘယ်ကအာမခံချက်ဘာမှမပေးတဲ့အတွက်ကြောင့်ဘယ်တော့လဲဆိုတာသူတို့မသိဘူးဒါနဲ့ကျွန်တော်တို့ကမသိခင်မှာဘယ်တော့လဲဆိုတာပြောနိုင်တယ်ဘာကြောင့်လဲဆိုတော့ကျမ်းစာထဲမှာအာမခံချက်အပြည့်ဝရှိတယ်ကြည့်ကျွန်တော်ပြောဒီမှာကျမ်းစာဘယ်လိုပြောလဲဆိုရင်လူပြောကြရင်ချက်ပြည့်နေတာပိုင်းမှာအပြစ်ဒီမှာတစ်ခုလုပ်နေတယ်ဒီမှာလုပ်တယ်ဒီမှာလုပ်တယ်ဆိုရင်ဒီကြောင့်လည်းဒီနေ့အနေနဲ့ဒီနေ့ထဲမှာအာမခံချက်အပြည့်ဝပေးထားတယ်ဘယ်လိုပေးထားလဲဆိုရင်ချစ်တော်ဒုစရအပြစ်ကိုမပြုတ်စီချင်တာဤအရာများကိုတင်အားမှာဒီပေးလိုက်တဆူကတော့တူလီဒုစရအပြစ်ကိုပြုတ်နေရင်ဖြတ်မတော်တော့အရှင်ယေရှုခရစ်တီဟူသောသူဟာဘုရားခင်အခမ်းတော်မှာရှိလို့ပြီးဖို့ရမယ်အစင်တန်ရှိရဲဆိုပြီးတော့ဒီကြမ်းတဲ့မှာပေါ်ပြထားတယ်ဆိုတော့ကျွန်တော်တို့ကင်ချက်ကပြီးတဲ့နောက်ပိုင်းအပြစ်တစ်ခုခုလုပ်မိတယ်ဆိုရင်ယေရှုဘုရားကရှိလို့ပြီးတယ်ဆိုတော့ကျမ်းစာထဲမှာအပြည့်လုံးပေါ်ပြထားတယ်ရှိရဲ့အလိုဟာအပြစ်ရှိတဲ့လူပြောအဲ့ဒီပြစ်ကမလွတ်တော့တူမတော်ရှိတယ်သူဒီကတော့ဒီမှာပြလို့ပြီးတဲ့ခါမှာယေရှုဘုရားကရှိလို့ပြီးတယ်ကျမ်းစာပါပြောတယ်မင်းတို့ကဲဒီကပြီးတဲ့နောက်ပိုင်းမှာကြိုက်တယ်လို့အပြစ်လို့ဘာမှမပြောဘူးအပြစ်မလို့ကိုအီဆောင်းကကြီးတယ်ငါပြောတယ်ဒါနဲ့ဆိုတော့တော့ကူဟာသူ့ရဲ့အပြစ်ကိုပြည့်ရင်ဘာပြောလဲကောင်းတဲ့ရံကနာမည်ဖြစ်တယ်လို့ပြောတာဒါမှမဟုတ်ရင်လည်းတန်ပူရပြောတာမပြောဘူးဘာပြောလဲဆိုရင်ယေရှုဘုရားသူ့အတွက်ရှိလို့ပြီးဖို့ရအစင်တင်ရှိတယ်ဆိုပြီးတော့ကြားထားမှာပေါ့ဗျာဒါတော့ကျွန်တော်ကိုယ်နဲ့တော့ပါပဲကျွန်တော်ပြောရတယ်အပြစ်မလို့တော့ဘူးဆိုပြီးတော့ကျွန်တော်စိတ်ချလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့သားဖြစ်ပြီးအားလို့ဆိုတော့အပြစ်တော့လွတ်နေမှာပဲကျွန်တော်တို့သားဖြစ်တဲ့အရင်တက်တော်ရင်တော့လွတ်နေမှာပဲအဲ့လိုလွတ်နေတဲ့အခါမှာယေရှုဘုရားကရှိလို့ပြီးနေဆိုတာကတိတော်ရှိတော်ကြောင့်ကျွန်တော်အဲ့ဒီကတိတော်ကိုဆွဲကြပြီးတော့ကျွန်တော်တင်စဉ်းစားမယ်အပြစ်လို့ပြီးရင်ယေရှုကအာမခံချက်ပေးနေကျွန်တော်ပြောတာမဟုတ်ကျမ်းစာပြောချင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ကဲစဉ်းစားမယ်ကျွန်တော်ပြောတယ်ဒုတိယချက်ကဒီမှာတိကောအခန်းကြီးကအငယ်တိကငါးထဲမှာဘာဟောတဲ့အခန်းလဲဆိုရင်လူပြူတယောက်ရှိတယ်အဲ့ဒီလူပြူကကဲစဉ်းစားပြီးတာအဲ့ဒီလူပြူကဘာဖြစ်ကျိုးလို့ခဲ့တယ်ဆိုရင်တူကြီးတွေးပြမှာတော့ဒါပေမဲ့ကျန်တာကဘယ်လိုဟောတဲ့လဲဆိုရင်တာမနာပါကြားထဲမှာတော့မကြားဘူးလေမိတွေးနဲ့ပြမှာတယ်လို့ဟာတင်လို့တယ်ပါရှိတယ်တကယ်တော့ပြန်မှပြီးတော့ကြော်ကြားနေတယ်ဆိုပြီးတော့ဒီခါမှတားထားတယ်ကျန်တာတော့ဖြစ်တယ်အေးတလူကရင်ချင်းကြပြီးတော့မိတွေးနဲ့ပြမှာတော့သူဟာနံပါတ်1အတဲတော်ကနေသူပါနံပါတ်2သူခန္ဓာကိုသိဖို့စာရန်နဲ့အားလိုက်ပါပြီးတော့ဘယ်မှာနံပါတ်2အချက်နဲ့သူဟာ
ပြီးတော့ပြောထားတယ်။ဒါကျွန်တော်ပြောတာမဟုတ်ဘူး။အာမခံချက်ဒီလောက်ရှိတယ်။ကျွန်တော်ပြောတာမဟုတ်ကျမ်းစာကဒီကယ်တင်ခြင်းကပြီးတာလူပြဟာသူမိဒရီနဲ့ပြီးမှာဆိုတော့ရင်တယ်လို့ယေရှုရဲ့မှာကယ်တင်ခြင်းကမယ်ဆိုပြီးအတိအကျတဲ့မှာပေါ်ပြထားတယ်ပြီးမှပြီးယောဟန်ဟန်ဒီ30ငယ်စိတ်ကိုစိတ်ကိုလည်းမှာယေရှုကပြောတယ်ငါတူလူဒီငါတို့လိုက်ကြထိုတူလူကငါပြီးထာဝရတဲ့ကိုပြီးထိုတူလူဒီငါခမီးတော်ရဲ့ထဲကဘယ်သူမှမနှုတ်မယူနိုင်ဘူးဆိုပြီးတော့ပေါ်ပြထားတယ်တော်တော်ချေလာငယ်ငယ်တော့အပေါ်မှာလည်းကိုပစ္စည်းကိုပေးလိုက်တယ်ဇန်ပြတဲ့ခါယူလိုက်တဲ့ခါပေးလိုက်ဇန်ပြတဲ့ယူလိုက်တဲ့ခါပေးလိုက်အဲ့ဒီကိုစမ်းနေထင်ကြကဲတင်ချင်းတော့ဘယ်လိုတင်တာတော့ခါဝတဲ့ပေးလိုက်တယ်မင်းဒီစုကိုယူကြည့်တဲ့ဆိုတော့ခါဝတဲ့ပေးလိုက်တယ်အပြစ်ကိုလူကြီးကဟာနာခါဝတဲ့တယ်မရှိပြပြန်လို့ပြီးတော့မလားကိုလိုတော့ခေါ်တော့မပါရဲ့ဆန်းပြန်ပြီးပေးလိုက်ကဲတော့တဲ့ခါမှာပြန်လို့ပြန်ညှိတယ်ပြီးတော့နောက်တော့ပြန်ပြီးလိုက်ပြီးလိုက်ယူလိုက်ငယ်ငယ်တော့အပေါ်မှာများပစ္စည်းပြီးလိုက်ယူလိုက်ပုံစံတယ်ကျွန်တော်တင်စင်တရားဆက်တော့ဘာပြောကြလဲဆိုဘုရားခင်ကဘာလို့ကိုပြီးလိုက်ယူလိုက်ပုံစံတော့လူငယ်ဆိုရင်သာဝရဘုရားခင်ဆိုတာကခရီးဖျားပြီးတော့မှာဘောဆိုပြီးတော့ပြောထားတယ်ပြီးမှဘာဆက်ပြောရဲဆိုရင်သာဝရတဲ့ပြီးလိုက်ယူလိုက်ဘုရားဆိုရင်ကျမ်းစာကိုကြည့်မယ်ဆိုတင်လူကငါသာဝရတဲ့ပြီးလိုက်ကြီးမှာမဟုတ်ဘူးဘယ်လိုကြီးလဲဆိုရင်သာဝရတဲ့ကိုအစမ်းတော်အနေနဲ့ပြီးဆိုပြီးတော့အစမ်းတော်အနေနဲ့ပြီးချင်တယ်ကျမ်းစာမှာပြောတယ်ငါဒီသာဝရတဲ့ကိုပြီးဘယ်တော့မှခမီးတော်တဲ့ထဲကမနှုတ်မယူနိုင်ဘူးဆိုပြီးတော့အပြေဝါအခါတဲ့ပြီးတယ်နောက်တော့ကျွန်တော်ပြင်ရှင်းပါမယ်ကျွန်တော်အပြတ်ပြောရတယ်ကျွန်တော်ကျမ်းစာကျောင်းမှာဘယ်လိုတင်တယ်ဆိုမြောက်ရဲ့သဘောတရားနဲ့ကြောင်ရဲ့သဘောတရားကိုသင်ရတယ်မြောက်ရဲ့သဘောတရားကဘာလဲဆိုတော့မုစုလာတဲ့အခါမှာသူကတိကိုင်းကတိုင်းကိုခုန်ချတယ်ခုန်တဲ့ခါမှာမြောက်ခမီးရမိခင်ရဲ့ခြေထောက်ကိုတွေ့ခဲ့ပြီးတော့ဒါလည်းမိခင်ကတိကိုင်းကိုခုန်တဲ့အခါမှာမကဲတွေ့တဲ့လူစီပြုတ်ကြပြီးတော့မုစုရဲ့လက်ထဲကိုရောက်တယ်ကြောင်တော့ခမီးကမိခင်ကိုဖက်တွေ့တာဟုတ်ပဲမိခင်ကခမီးရဲ့ဂုဏ်ကနေကြိုက်ပြီးတော့ကြိုက်ရဲ့နေရာချီတော့တဲ့တော့ဘာမှပြုတ်ကြတယ်ဆိုတော့မရှိဘူးလေအခုခရီးရမိကနမင်းမစားရှိတယ်တမျိုးကမြောက်ခရီးကသူမိခင်ကိုကြိုက်တွေ့သူဖယားခင်ကိုကြိုက်တွေ့ပြီးတော့ဟာနာလူလိုက်တော့ငါရောက်ပါပြီဟာငါလူမိရတော့လူငါမိရတော့ငါရောက်ပါလေငါလူငါမိရတော့ငါရောက်ပါလေဆိုပြီးတော့မြောက်ခရီးကမိခင်ကိုဖိတ်ချမ်းကြိုက်တွေ့တယ်ဒီလူကြိုက်တွေ့လို့ဖယားချက်ကြိုက်တွေ့လို့ဘယ်သူမှခေါင်းကြနိုင်မှာမရောက်နိုင်ဘယ်သူမှကြိုက်တွေ့နိုင်မှာမဟုတ်ဒါကြောင့်ကျွန်တော်ဒီခါကမြောက်ခရီးကမိခင်ကိုဖိတ်ချမ်းပြီးတော့ကြိုက်တွေ့လို့ကျွန်တော်ကဖိတ်ချမ်းကြိုက်တွေ့တာမျိုးမဟုတ်ဘဲနဲ့ဖယားတကယ်လက်ထဲမှာကျွန်တော်တို့အသက်တာရှိတယ်ကျောင်းမကြီးကသူ့ရဲ့ခရီးကိုပုတ်ကတက်ပြီးတဲ့နေချီလို့ဖယားရှိတဲ့လက်တော်ထဲမှာကျွန်တော်တို့အသက်တာရှိတဲ့အတွက်ကြောင့်ကယ်ရင်ချင်းအပြစ်လူမိလိုက်ကယ်ရင်ချင်းဆုံးလိုက်အပြစ်လူမိလိုက်နေတဲ့တော့လိုက်ဒီပူစာတော့ဘူးဆိုပြီးအာမခံချက်အပြည့်ဝပြီးတယ်ဆိုတာကျွန်တော်ကျမ်းစာထဲမှာတွေ့ရတယ်ဆိုတော့ဒီဇောမခန်းကြီးကအငယ်10ထဲမှာဘာပြောတယ်လဲဆိုရင်အပြစ်ပွားများတဲ့အရာနဲ့ကျေးဇူးတရားဒီတာကြီးကျေတော့အပြစ်ပွားများတဲ့အရာနဲ့ကျေးဇူးတရားဒီတာကြီးပွားများအပြစ်ပွားများတဲ့အရာနဲ့ကျေးဇူးတရားဒီတာကြီးပွားများအပြစ်ပွားများတဲ့အရာနဲ့ကျေးဇူးတရားဒီတာကြီးပွားများကျွန်တော်လောကမှာလင်မယားဘာကြောင့်ခဏကိုယ်တယ်ဆိုရင်မိမရဲ့အပိကဒီလောက်ရှိတယ်ဆိုရင်လေနဲ့ကိုယ်ချင်းကအောက်ပါလာပြီလေနဲ့အပိကလောက်ရှိတယ်ဆိုရင်ဇမီးနဲ့ကိုယ်ချင်းကအောက်ပါလာပြီအောက်ပါလာပြီးတော့နောက်ဆုံးပါအင်္ဂမိသားစုကိုယ်ကုန်ပြီဖယားရှင်မိသားကြတော့အပိကဒီလောက်ရှိတယ်ဆိုရင်ကျေးဇူးတရားက
ပေါ်ကလာတယ်အပိကတက်လာတယ်ကျေးဇူးတရားကအပေါ်မှာရောက်လာတယ်ဆိုပြီးတော့ဒီဇောမအခန်းကြီး9အငယ်20ထဲမှာပေါ်ပြထားတယ်ဒါကြောင့်ကျွန်တော်တို့ကတိခါဖို့ကျေးဇူးတရားဆိုတာကအမတန်နဲ့ရှားရဲအမတန်ကျေပြတ်တယ်ပေးလိုက်ယူလိုက်ပေးလိုက်ယူလိုက်တဲ့ဖယားမဟုတ်ဘူးဆိုတော့ကျွန်တော်တိထားမယ်ဆိုတော့ဒီတိကြောင့်အခန်းကြီးငါအငယ်ဆက်තුထဲမှာဖယားခင်မိသားတော်ယေရှုခရစ်ကိုယုံကြည်တော်တင်လို့ဒီထာဝရတဲ့ကိုယ်တိုင်ရယူသိစီချင်တာဤအရာများကိုတင်လို့အားငါကြီးပေးလိုက်ဤဆိုတော့ဒီနမငါချစ်ကပါလေဆိုရင်ကျေးဇူးတရားဆိုတာကကျေးဇူးတော်ဟာအမတန်ကြီးပါတယ်ကဲရင်ချင်းပြည့်ကြွယ်လေဖယားမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဒီတီးရကောင်းတဲ့နိုင်ငံကျုပ်ပဲဆိုပြီးတော့အော်ပြီးတော့တက်ပြီးခံရမယ်တကယ်လို့တက်ပြီးခံရဘူးငါပြင်ချင်တာပြီးလို့နှုတ်ကနေပြီးတော့မချော့ခဲ့ဘူးဆိုတော့ဒါတာသနာပခရမဟုတ်တဲ့လူတွေလည်းဘာမှချမ်းသာခြင်းမရှိဘူးခရမဟုတ်တဲ့လူတွေပြင်မယ်တော့လဲဆိုတော့မသိခရနေတယ်ပြင်မယ်တော့လဲဆိုတော့မသိဆိုတော့ဘာမှချမ်းသာမှုမရှိဘူးတာသနာပလူများနဲ့ကျွန်တော်တို့ချမ်းသာတော့တာကပါလဲဆိုရင်တာသနာပလူများကပြင်မယ်တော့လဲဆိုတော့မသိဘူးကျွန်တော်ခရတွေကမသိခင်မှာငါပြင်ချင်တာပြီးဆိုပြီးအော်ရဲတယ်ဘာကြောင့်အော်ရဲတယ်ငါပြင်မလို့တော့ဘူးဆိုတော့မဟုတ်ဘဲနဲ့ဖယားရှင်ရဲ့ခုလိုချင်းတွေဟာအမတန်မြင့်ဆိုင်ပြီးတော့အမတန်ကျေပြတ်တယ်ဆိုတာသိတော့ကြောင့်ဖယားရှင်ရဲ့ကတိတော်အာမခံချက်အပြောင်းတော့ရှိတယ်ဆိုတာသိတော့ကြောင့်ငါပြင်ချင်တာပြီးမသိခင်မှာသိကြတယ်ဒါနမငါကျေးဇူးတရားရဲ့မြင့်ဆိုင်မှုနဲ့ကျေပြတ်မှုတရားတချို့ပြောတယ်ဟာဒါဆိုတော့တဲ့တော်ပြုလို့ရကြမလားတချို့ပြောတယ်ကဲဘယ်လိုအန်ဒီစင်ငယ်ချက်ပါရှိတယ်မှာပြောတယ်ဖယားခင်ကသူ့ချစ်တော်သူများကိုဆုံးမတယ်ရိုက်တယ်ဆိုပြီးပြောထားတယ်ရိုက်ချင်းမခံတဲ့လူဟာဆိုရင်တော့တာရဲ့မဟုတ်ဘူးမင်းတို့ရတယ်တာရဲ့ဖြစ်တယ်ဆိုပြီးပြောထားတယ်ဒါကြောင့်ဒီမှာဖယားခင်ရဲ့တာမှမှုရှင်ဒီမှာအပိတ်ကြိုက်လို့လူလားဖယားရှင်ကြိုက်မယ်ရိုက်မယ်နောက်ဆုံးမှပြုတ်ပြန်လို့မရရင်အတက်ပါယူတော့မယ်ဒါဖယားရှင်ကကျမ်းစာထဲမှာအတိအကျဖော်ပြပြီးသားကချင်ဆရာပြောရေးထားတဲ့စာအုပ်ကျွန်တော်ဖတ်တယ်စောတော်တော်ကြီးရဲ့ကင်စင်စိတ်ချမှုဆိုတဲ့စာအုပ်ကျွန်တော်ဖတ်တယ်အဲ့ဒီမှာသူဘယ်လိုရှင်းပြတယ်ဆိုရင်အဲ့ဒီတော့ရှိတယ်အဲ့ဒီကအင်ရှင်ရဲ့ငွေတသိန်းခိုးလိုက်တယ်တသိန်းခိုးလိုက်တော့အင်ရှင်ကဘယ်လိုလုပ်တယ်ဆိုရင်မဆုံးပါဘူးအဲ့ဒီဖြစ်တဲ့တော့ကြောင့်ရဲစကားမှာတော့တိုင်တယ်ရဲကလူကချစ်ချင်ဖမ်းတယ်ဖမ်းပြီးနောက်ပိုင်းမှာထောင်ထဲမှာထည့်လိုက်တယ်တတိကြတော့သူ့သားအရင်ခောက်တော့ပြောကသူ့ဝိုင်းစံတဲ့တင်ပြန်ခူးတယ်ပြန်ခူးတဲ့ခါမှာသူကရဲမတိုင်တော့သူ့သားဖြစ်တဲ့တော့ကြောင့်ရဲမတိုင်ဘူးဆုံးမတယ်ရိုက်တယ်ဒါနဲ့ပြီးတော့တယ်ဒါကြောင့်ဖယားခင်ရဲ့တာသမီးမှလို့ရှင်ငရဲပြန်မပို့တော့ဘဲနဲ့ရိုက်နေဆိုတာကျမ်းစာထဲမှာအတိအကျပေါ်ပြထားတယ်။တော့ကျမ်းစာကြည့်တဲ့အခါမှာဒါဝိရဲ့အသက်တာတွေ့ရတယ်။ဒါဝိရဲ့တင်ချင်တာပြီးတော့လူတယောက်ဖြစ်တယ်။သူ့ရှိကိုရဲ့မိမနဲ့ပြီးမားတဲ့အခါမှာဖယားခင်ကငရဲမပို့ဘူး။ဘာလို့လဲတဲ့ဆိုရင်နမတိသူ့နိုင်ငံနဲ့ချက်ပွေခိုင်းတယ်။နမတိသူ့သားအဆောင်းကတချင်းလုံးသူ့ကိုစိတ်ဝိစင်ရလဲဆိုတာကြားထားတယ်မှာတွေ့ရတယ်။နံပါတ်3သူ့သားပြောတီဟုတ်တယ်ကစီရလိုက်တယ်။သူ့သားကတမိတဲ့တမိပူအချင်းဆူလာလေဒါကစတောင်းတယ်ကြားပါစင်တာကိုစတောင်းတယ်မကြားလာဘူးအဲ့ဒီမှာဆော်ဖ်ဝဲကိုဝတ်ပြီးတော့ပြန်လို့ပြီးတော့စတောင်းတယ်သူ့သားချင်းဆိုရီနောက်ဆုံးမှာတာပြီးတော့လေဆိုတော့ဖယားရဲ့တာမီယာအပြည့်လို့ခါမှာငရဲကိုပြန်မပို့ဘဲနဲ့လောကကြီးထဲမှာဖယားရှင်ကရိုက်နေဆုံးမနဲ့ဆုံးမလို့ရတယ်တော့ဆုံးတဲ့ယူတော့မယ်ဒါနဲ့ယေရှုခရစ်ရဲ့မိရမှာကောင်းတဲ့နိုင်ငံတက်တယ်ဆိုတော့ကြားတာလည်းအပြည့်နဲ့ပေါ်လာတယ်ဒါတော့ကျေးဇူးရဆိုတာကတချို့လည်းအာမခံပေးနေတယ်ထင်တယ်တချို့ကတော်တော်များအာမခံပေးနေတယ်ထင်တယ်တချို့ကတော်တော်များအာမခံပေးနေတယ်ထင်တယ်ကြားတာလည်းအပြည့်နဲ့ခါမှာဖယားရှင်မိတ္တ
따라와 에마 따라네 샤에 에마 따라한테 뼈네 앞에 루 미래가 가야마 매해가 무서워 장사되마 앞에 해는 거야 그렇죠 걔는 진짜 앞이다 그냥 루리가 지수리하고 외국 사람 루비로 짝대로 앞에 루샤테마 뼈你莫拿家的，哎呀，到那个到，明晚了他比嘛，现在我比嘛，哎，你来干嘛？给人家嘛松松比呢，把松松到来随便，不要好嘛，没多嘛没有比不，这你看嘛，没多嘛没有比不，然后到现在不要去干，你有手多多嘛，这个别说在啥地方对呀的，偏拿钱，银行一打数偏嘛，偏拿。娘说习惯叫生存嘛啥不要，培养起来干，人也干看的是不要，讲啥的嘛必然。这个真哦，古今里呢不得的，讲古真哦，是不要随你当没。给人家那比人那白嘛，古今里个那么大嘛乱的，把讲来随人，一片看见你哎，这些的嘛，啊别讲你父母家。ngã lúc đi con to trên lúc cũ trên là miệng trong Giêsu Christ này biểu biến được phản xét đồ mùi à phía trái thu con to trên lúc cũ ngã lúc đi trên là miệng trong phải áp kể đi ngã lúc cũ biến xét đồ mùi nét bí số bị lọc phá biểu thay cái人现在比的考看啊ngã cái人现在变数表哎呀在这路到户phải áp kể cả困了biểu不谁在路到户困了表不都面当然了在路比马户困了表不都面不是苦苦培养性困了表不等下大户没零件户培养性困了表不路工都要疲劳户培养性个没有人他的这老表没这老定的钱是够难受了aku keliru akape area teno ma teno sia lu de emdan na mi ti ba ma pi ma teo sia teo phi bi tu a yin no dan de chen pi ne ma la de bo ne lu ka ka chao de a yet tao de mo yu de tu me ne jang phi de ta chen no tu me ne jang phi de lu teo phi de da me tu thong ku ya ko na se nga pa on je ma tu ta ta pyang ne ya pyang ne kha ma a yet no wa phit nai de se le no wa phit nai de tu me ne ta chen no jang phi de lu teo ka phaya shi ma ma em tan ma con mu ne khia atat ta ne atat shen do bi bi ma se a hung su la lu ga ti ne salam ma lam de bo ne atat shen he lu teo phi de ke ren chin ma ya khen lo ga ayet tao de tu me ne jan phi de ta chen lo mo ju le lu teo Giêsu phia le khan phi de na pai ma tu atat ta lu ma pyang le to do aku phaya shi ma lu shi ma ma em ta ma mu nian so ne atat shen le lu teo phi de da cho ke ren chen ja pi de na pai ma chai ta lu du sen a pi the ma ni ngon phu phaya se lu shi bu cho ta phong ku ya khona se ne chao ku ni la ma ke ren chen ja cho no le khan the de ke ren chen ja le ma khan khen wa cho no a ji tao de se tao de du sai a pi the ma cho no ni ngon le lu teo phi de e ri na pai ma cho no lo wa se phet nai de a ji phet nai de cho no a tet ta khia a tet ta a tet nai song pyang le ka ni a chi Giêsu lo cho no phaya shi ma ma a tet nai su a tet chen ngai khe cho no ta ma pyang le mu su yen cho no ba phi la le su a yit ta ma phi ne cho no phi la a yit ta de lu a tet nga se nang ne ju ma ti do bi cho no thu ga yit ta de lu phi de cho no lu bu bu bang se a yit ta ma cho no ke ni chi ta bi na pa ma lu wa a yit phet yo kan ni ma a ti to te ta ne a ti shen nai de ja sa ba pyo de le su yen chiến to lan ne che to lan chi le ma pe khan ti khone nge set tung set li the ma chiến to lan ku lai ba ko ke na yang jau me che to lan ha sue le nyam nya so to tu mya ka lai de de na ye ku to ya me pi si ya me so pi ro pho pya tha le ke ren chin ya pi de na pai ma a pi ma lu bu mo lu mi ma beဒါမဲ့ကျောင်းဆောင်ပါပြောတယ်ခေါင်းတင်လေရင်ခေါင်းတင်ပြန်ထားကြမယ်လို့ပြောတယ်
လူတယောက်ကဆရာပုံခဏကိုမိခွန်းကိုမိတယ်ဆရာကဲရင်ချင်းပြန်လဲဆုံဆုံလိုက်တော့မဆုံဆုံလိုက်ဘူးလားလို့မိတဲ့ခါမှာဆရာပုံခဏကပြောတယ်ဆိုရင်ခင်ဗျာစပင်းစီပြီးတော့လာမပေါ်မှာတော့တယ်တဲ့ဒါနဲ့မမေလည်းမနဲ့လဲတယ်တဲ့လဲတဲ့ခါမှာပြန်ထပြန်စီးရတယ်တဲ့ပြန်လဲတယ်တဲ့လဲတဲ့ခါမှာပြန်ထပြန်စီးရတယ်တဲ့တကယ်လို့ကားမကြည့်ပေါ်မှာလဲပြီးတော့ပြန်မထားတော့ဘူးဆိုတော့ကားကဝင်တိုက်ပလိုက်ပြီးတင်တော့မှာပဲလို့ပြောတာဒါကြောင့်ကျွန်တော်ကရင်ချင်းကြပြီးတဲ့နောက်ပိုင်းမှာတကယ်လို့လဲတဲ့ဆွေးပြန်ထားရမယ်လဲတဲ့ဆွေးပြန်ထားရမယ်ခொနတင်လဲရင်ခொနတင်ပြန်ထားရမယ်လို့ကျမ်းစာထဲမှာဖော်ပြထားတယ်ဒါကြောင့်ဒီကျမ်းစာထဲမှာတရားတော်ဆက်ကောင်းတာကယောမခန်းကြီးကအငယ်20မှာအပိပွားများသည့်အရာ၌ကျေးဇူးတရားဤတာကြီးကြွယ်ပေါ်၏အပိပွားများသည့်အရာ၌ကျေးဇူးတရားဤတာကြီးပွားများ၏အပိကြီးလီကျေးဇူးတရားကကြီးလီဆိုပြီးတော့ဒီထဲမှာဖော်ပြထားတယ်ယောမခန်းကြီး6ငယ်တိတဲ့နှစ်ကဘာပြောဆိုလဲဆိုဒါဆိုရင်ကျေးဇူးတရားမြတ်ဖို့ရအပိများများလူရမလားဆိုပြီးတော့မိခွန်းတစ်ခါပြန်ထုတ်တဲ့ခါဘယ်လိုဖြစ်လဲဆိုလူစရာပြည့်ချင်တယ်ပြီးတော့ဂျုံထွက်တဲ့လူတယောက်ကကျေးဇူးတရားများဖို့ဘာကြောင့်အပိများများဆက်လို့ရမလဲဆိုပြီးတော့ဒီထက်မှာဖော်ပြထားတယ်။ဒါကြောင့်ကျွန်တော်ကရင်ချင်းကပြီးတော့ခါမှာမိမိရဲ့တက်တာပြောင်းလဲတော့အတက်တာရရှိဖို့စုတောင်းပြီးတော့ရှော့ပြချက်ချပြီးတော့အတက်ချေဖို့ဘုရားရှင်အလိုတော်ရှိတယ်ဆိုတာကျွန်တော်ဝိရချင်ပါတယ်အခုနမခဏမှာဆိုရင်ကျေးဇူးတရားလာတဲ့ဒီလာဝေးချင်းတရားဆိုတာဆက်ရှင်းပြဖို့ဖြစ်တယ်ဒါမဲ့ဒီအကြောင်းတရားကအမတန်ကျေပြတ်တဲ့အတွက်ကြောင့်ကျွန်တော်ဆက်ပြီးတော့မဝင်ငါဘူးနောက်တစ်ခါမှာကျွန်တော်ဒီကျေးဇူးတရားကနေပြီးတော့လာဝေးချင်းတရားဆိုတဲ့ခွေတက်တယ်နဲ့ကျွန်တော်ပြန်လဲပြီးတော့ဖြန့်ချင်မယ်ဆိုတာကျွန်တော်ဆက်ပြီးတော့မာကြားလို့ပါတယ်ဘုရားရှင်ကြောင့်တိုက်ကောင်းကြည့်ပေးပါစေ